သာသနာတော်နှစ်2548ခုနှစ်ကောဇာတက္ကရာ1365ခုနှစ်နတော်လာဆန်း10ရက်နေ့ညမန္တလေးမြို့မေဃဂိရိရပ်ကွက်ကသဲဝင်းစုတော်ကြီးမြတ်စွာဘုရားပွဲတော်အကျိုးတရားပွဲဓမ္မသဘင်အခမ်းအနားဝယ်မန္တလေးမြို့ဦးအောင်ကြီးဒေါ်လာပြုံးအောင်ရတနာပကံရောင်းဝယ်ရေးမိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောစိတ်အကြောင်းတရားဒေသနာတော်တရားပွဲအစမှာရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်အာယုံပြုပြီးတော့ရှိခိုးကြရအောင်ယောကပဂောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတာယာနာထောနမောမဟာကရုဏိကသတတ္တယောနာထောဝိနိယမြတ်စွာတတ္တဝါဤချမ်းသာစီးပွားလုံလတောင်းတကုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းဟာမစွမ်းနိုင်ပါသောကာလလေးအသင်ခြေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယကတလောကဤအကျိုးစီးပွားအလုံးကအတိဒုက္ခရာနိဥစ္စာအတ္တခြေလက်အင်္ဂါမေတ္တာကြီးမာသမိသားနှင့်တထာဇနီစဉ္ဉ္ကြီးဟုကြတိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကျုပ်ကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရလက်ချင်းမျက်လုံးအသက်ဆုံးလည်းနှလုံးစိမ်ဝံကိုရောဤပြမန်းခြင်းတို့ကတောဘဝအတဏံချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏိကတတ္တဝါများရင်ဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုတုရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မတွေဖြစ်ပါစေတည်းဒီကနေ့တရားချက်ခင်တော်စင်ပြိဿတ်တို့ဘုန်းကြီးဟောကြားပြီးနာယူရမယ့်တရားရဲ့အမည်ကိုစိတ်လို့ဒီလိုနာမည်ပေးပြီးတော့မှတ်ထားကြပါလူတိုင်းဟာစိတ်ရှိကြတယ်စိတ်ဆိုတဲ့သဘောတရားဟာလူတိုင်းပိုင်ဆိုင်တဲ့သဘောတရားထိုလူတိုင်းပိုင်ဆိုင်တဲ့သဘောတရားကိုလူတိုင်းဟာပိုင်နိုင်ကြရလားလို့ဆိုဆိုင်တာမပိုင်ကြဘူးနော်စိတ်သွားတိုင်းကိုပါလိုရာဆန္ဒပြည့်ပြည့်စေနဲ့ဆုတောင်းကြစိတ်နဲ့ပတ်သက်ပြီးတော့လောကမှာလူတွေပြောကြတယ်စိတ်ထောင်းတော့ကိုကြည်တယ်တဲ့ဟုတ်ကဲ့လားစိတ်ပြူတော့ကိုနုတယ်တဲ့စိတ်နဲ့ပတ်သက်ပြီးတော့ပြောကြတယ်စိတ်ဆိုတာမိမိရဲ့တဏ္ဍာမှာဖြစ်တဲ့မွေးရာပါသဘာဝတစ်ခုပဲသို့တော်လည်းဘုန်းကြီးတို့တရားချက်ခေတ္တတော်စဉ်ပြိဿတ်တို့ကိုပိုင်တဲ့စိတ်ကိုတဏ္ဍာမှာရှိတဲ့စိတ်ကိုခိုင်းတိုင်းရရလားလို့ဆိုတော့မရဘူးလူတွေကစိတ်နောက်လိုက်နေကြရတယ်စိတ်ကကိုယ်နောက်မလိုက်ဘူးစိတ်ဖြစ်ချင်ရာကိုလူကလိုက်ပြီးလုပ်နေကြရတယ်နော်ကိုဖြစ်ချင်တာကိုစိတ်ကမဖြစ်ဘူးအဲ့တော့ဘုန်းကြီးတို့စာပေမှာဗုဒ္ဓမြတ်စွာကစိတ်တဝတိကေနနဘဝိတဗံစိတ်တဝတိကေနစိတ်ကိုအလိုလိုက်သည်နဘဝိတဗံမဖြစ်တဲ့မှာစိတ်အလိုမလိုက်ကြနဲ့စိတ်တစိတ်ကိုအတ္တနောမိမိဝတေအလိုတိုင်းဝတ္တိတဗံဖြစ်စေကြရမည်စိတ်ကိုသာကိုယ်အလိုတိုင်းဖြစ်စေရမယ်စိတ်နောက်လိုက်နေတဲ့ပုဂ္ဂိုလ်တိုင်းဟာဆင်းရဲဒုက္ခနဲ့ကြုံတွေ့ကြရတယ်နော်
အဲ့တော့ဒီစိတ်ကလေးအကြောင်းကိုပိုင်ပိုင်နိုင်နိုင်ဘုန်းကြီးတို့သိဖို့အမတန်မှလိုအပ်ပါတယ်ငရဲကြတာလည်းဒီစိတ်ကြောင့်ပဲနိဗ္ဗာန်ရောက်တာလည်းဒီစိတ်ကြောင့်ပဲစိတ်ကိုနိုင်လို့ရှိရင်ထိုစိတ်ကလေးကိုနိုင်လိုက်တာနဲ့တပြိုင်နက်ဒီပုဂ္ဂိုလ်ဟာတန်တရားဝဆင်းရဲကနေလို့ပြီးတော့တန်တိဒုက္ခထာဝရငြိမ်းချမ်းတဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ကြတယ်စိတ်တစ်လုံးကိုမနိုင်တော့ဘူးဆိုလို့ရှိရင်တန်တရားထဲမှာအပယ်ဆင်းရဲထီအောင်နေမွန်းကြရတယ်တဲ့ဒီစိတ်ကလေးပဲဟုတ်ကဲ့အဲ့တော့ဒီစိတ်ကလေးကဘုန်းကြီးတို့ဗိဓမာသဘာဝနဲ့ပြောကြရအောင်စိတ်ဆိုတာပါဠိစကားလုံးကရထားတဲ့မြန်မာစကားလုံးတစ်ခုပါဠိလိုအပြည့်အဝကြတော့စိတ်တာလို့ဒီလိုပြည့်ဝဒီလိုမှတ်စိတ်တာဆိုတဲ့စကားလုံးကိုဘုရားဘာသာကိုစတင်လေ့လာကြတဲ့ရှေးပညာရှင်မြန်မာပညာရှိဆရာတော်ကြီးများကဘာသာမပြန်တော့ပဲနဲ့စိတ်ဓာတ်ကိုစိတ်လို့ဒီလိုခေါ်လိုက်တော့အားလုံးဟာယဉ်နှီးဝင်ဆန့်ပြီးသားဖြစ်နေတယ်လူတိုင်းအရက်ထဲမှာကလေးကစပြီးတော့ငါစိတ်လာမစမ်းနဲ့တော့ငါကစိတ်ဆိုးတတ်တယ်သူကစိတ်ကောင်းရှိတယ်သူကစိတ်ကောင်းမရှိဘူးနဲ့ဆိုပြီးတော့စိတ်အကြောင်းလေးစဉ်ပြောနေကြတာမဟုတ်လားအေးအဲ့ဒီနေ့စဉ်ပြောနေတဲ့စိတ်အကြောင်းကိုသိသလားလို့ဆိုတော့မသိကြဘူးဂဂနနသိဖို့လိုအပ်ပါတယ်တဲ့အဲ့တော့စိတ်တဆိုတာဘာကြောင့်စိတ်လို့ခေါ်ရတယ်လဲအာရမဏစိတ်တေတိတိစိတ်တံအာရမဏအာယုကိုစိတ်တေတိကြံစီတိုင်းဣတိတတ္တမထိုကြောင့်စိတ်တံစိတ်ကြည်ပါပေတော့ဤအာယုကိုရအောင်ကြံယူတတ်သိတတ်သောကြောင့်စိတ်လို့ခေါ်ပါတယ်တဲ့ဒါစိတ်ရဲ့အဓိပ္ပာယ်ကိုမှတ်ထားဖို့လားနော်အာရမဏဝိသန္ဒနလက္ခဏာစိတ်တံစိတ်တံလူတို့ရဲ့တဏ္ဍာမှာဖြစ်တဲ့စိတ်ဆိုတဲ့သဘာဝတရားသည်အာရမဏဝိသန္ဒနအာယုကိုသိတတ်တဲ့လက္ခဏာသဘာဝလက္ခဏာရှိပါပေတော့၏စိတ်ဆိုတာအာယုတွေကိုရယူပြီးထိုအာယုကိုသိတတ်တဲ့သဘောလေးကိုစိတ်လို့ခေါ်ပါတယ်မျက်စိကအစဉ်အာယုကိုမြင်တဲ့အခါမှာမြင်သိစိတ်ကလေးပေါ်တယ်ဟုတ်ကဲ့လားနေ့စဉ်နဲ့အမျှမိမိမျက်လုံးထဲမှာမြင်လာတာကိုမသိကြဘူးလားသိတယ်အဖြူမြင်အဖြူလို့သိတယ်အမဲမြင်တယ်လို့သိတယ်ဟောစိတ်ကသိမြင်တဲ့အာယုံကိုအမိပြုပြီးတော့စိတ်ကလေးတွေဖြစ်နာကအတန်ကိုကြားလို့ရှိရင်ကြားသိတဲ့စိတ်တွေဖြစ်တယ်နှာခေါင်းကအနံ့ကိုရရင်နံသိတဲ့စိတ်ဖြစ်တယ်လျှာကအယောဂါကိုလျက်တဲ့အခါမှာလျက်သည့်စိတ်ဖြစ်တယ်တဲ့ခန္ဓာကိုယ်ကတခုနဲ့ထိတွေ့တဲ့အခါမှာထိပြီးဆိုတဲ့စိတ်ဖြစ်တယ်မျက်စိကလည်းမြင်တာမဟုတ်နားကလည်းကြားတာမဟုတ်နှာခေါင်းကလည်းအနံ့ရတာမဟုတ်လျှာကလည်းအရာကတွေ့တာမဟုတ်ခန္ဓာကိုယ်နဲ့လည်းထိတာမဟုတ်စိတ်သက်နဲ့စိတ်ကူးပြီးတော့ရောအာယုံကိုမသိနိုင်ဘူးလားသိတယ်အဲ့ဒါတခုအားလုံးပေါင်းလိုက်တဲ့အခါကျတော့မျက်စိနဲ့သိတာကအရူပါယုံနားနဲ့ကြားတာကတတ္ထာယုံအသင်အာယုံအတန်အာယုံအနံ့အာယုံအယတာအာယုံအတွေ့အထိအာယုံဓမ္မအာယုံလို့ကြံတဲ့သဘာဝအာယုံတွေအဲ့ဒါတွေကိုဆရာဘုန်းကြီးတို့တဏ္ဍာမှာရှိတဲ့စိတ်ကလေးနဲ့သိနေကြတယ်အဲ့ဒါကြောင့်မို့လို့အာယုန်တွေကိုသိတတ်တဲ့သဘာဝတရားဖြစ်သောကြောင့်စိတ်လို့ခေါ်တာပါအဲ့လိုအာယုန်ကိုသိနေတဲ့စိတ်ကလေးဟာသူ့ကြည့်ဖြစ်သလားလို့ဆိုတော့သူ့ကြည့်မဖြစ်ဘူးထိုစိတ်ပေါ်မှာမှီပြီးတော့နေတဲ့စေတသိက်တွေနဲ့တွဲပြီးတော့ဖြစ်တယ်စိတ်ရဲ့စေတသိက်ရဲ့ဒီနှစ်ခုခွဲပြီးတော့မှတ်ဖို့လိုအပ်တယ်နော်ဘုန်းကြီးအခုဟောနေတဲ့တရားဟာအဘိဓမ္မာသဘာဝတရားပါပဲသို့တော်လည်းဘုန်းကြီးတို့တရားကျင့်ခင်သူတော်စင်ပြိဿတ်တို့ကဒီတရားဟာသိလေးနဲ့တော့တို့လက်လန်းပြီးမှမဟုတ်ပါဘူးလို့မအောင်မေ့နဲ့ဘုရားမြတ်စွာဟောတဲ့အဘိဓမ္မာဆိုတာလူတွေရဲ့တဏ္ဍာမှာရှိတဲ့တရားတွေကိုဟောထားတာနော်လူတွေမှာမရှိတဲ့တရားကိုလှမ်းပြီးတော့ဟောတာမဟုတ်ဘူးဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းသမီးတွေတရားချက်ခင်သူတော်စင်ပြိဿတ်တို့ရဲ့တဏ္ဍာမှာရှိနိုင်တဲ့တွေ့နိုင်တဲ့သဘာဝတရားတွေကိုဟောတာအခုအာယုံကိုသိတဲ့စိတ်အလုံးတွေးကြပြီနော်ထို့သောအာယုံမြင်သမျှအာယုံတွေကြားသမျှအာယုံတွေနှာခေါင်းကအနံ့ရသမျှအာယုံတွေ
အာယုံ၅ပါးအာယုံ6ပါးတွေကိုမိမိတို့ဆိုင်ရာစိတ်ကလေးတွေနဲ့သိနေကြတယ်မသိတဲ့လူရဲ့လို့မရှိဘူးဟုတ်ကလားအဲ့ဒီအသိစိတ်ကလေးတွေပေါ်လာတယ်အဲ့ဒီအသိစိတ်လေးတွေကိုပဲစိတ်ဓာတ်လို့ခေါ်တယ်အဲ့ဒီစိတ်ကလေးတွေဟာသူ့ကြည့်ဖြစ်သလားလို့ဆိုတော့စေတသိက်တွေနဲ့ရှင်တွဲပြီးတော့မှဖြစ်တယ်စေတသိက်ဆိုတာကစေတသိက်ဘဝစေတသိက်ကံစေတသိက်မိမိရဲ့စိတ်ထဲမှာဘဝဖြစ်ပေါ်လာတဲ့သဘာဝတရားတွေစေတသိက်ကမိမိရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့သဘာဝတရားစိတ်ကလေးပေါ်လာလိုက်တာနဲ့တပြိုင်နက်စိတ်ထဲမှာဖြစ်တဲ့သဘာဝတရားတွေကလည်းရှင်တွဲပြီးတော့လာတယ်စိတ်တစ်လုံးလေးကြီးမဖြစ်ဘူးသူ့ရဲ့မိယာစေတသိက်တွေနဲ့ရှင်တွဲပြီးတော့ဖြစ်လာဆိုပါစို့ဘုန်းကြီးတို့တရားချက်ကသူတော်စင်ပြိဿတို့စဉ်းစားပြီးတော့ကြည့်မျက်စိနဲ့မြင်ရတဲ့အာယုံလေးတစ်ခုကိုမျက်စိကမြင်လိုက်တာနဲ့တပြိုင်နက်မြင်သိစိတ်ဖြစ်လာအဲ့ဒါလိုမြင်သိစိတ်ဖြစ်လာတဲ့ဆိုရင်ဘာပေါ်လာသလဲဆိုရင်ထိုစိတ်နဲ့အတူရှင်တွဲပေါ်လာတာကဖတ်တာဆိုတာပေါ်လာဖတ်တာဆိုတာအာယုံနဲ့စိတ်ကိုတွဲပြီးတဲ့သဘာဝတရားသူပြင်းထန်လာလို့ရှိရင်ဖတ်တာဆိုတာတကယ်ကတော့ရုပ်တရားလို့ထင်ထင်ရှားရှားအကောင်အထည်ရှိတဲ့အရာမဟုတ်ဘူးသို့တော်သူဖြစ်လာတာနဲ့တပြိုင်နက်စိတ်နဲ့အာယုံထိတွေ့မှုဟာပို့ပြီးတော့ထင်ရှားလာတယ်ဖတ်တာပေါ်ပုံလေးကိုဘုန်းကြီးတို့တရားချက်ကသူတော်စင်ပြိဿတို့သဘောပေါက်အောင်တစုံတယောက်ရဲ့ရှေ့မိမိတို့ရှေ့မှာတစုံတယောက်ကခိုးရှေ့မှာအပဒံချင်လာတဲ့တမယာသီးလျှောက်သီးတို့ကိုစားမယ်ဆိုလို့ရှိရင်ကြည့်နေတဲ့မိမိတို့တဏ္ဍာမှာဘာတွေဖြစ်လာနိုင်နော်အဲ့ဒါဖတ်တာရဲ့ထိခိုက်မှုလို့ခေါ်တယ်ဟုတ်ကဲ့ဖတ်တာရဲ့စွမ်းရည်တတ်တယ်မိမိရဲ့လျှာထဲမှာဒီခြင်သီးဟာရောက်လာတာမဟုတ်ဘူးမျက်စိနဲ့မြင်ရုံမြင်တာလူတယောက်ကခြင်ပေးဆိုတဲ့တမယာသီးတို့ရှောက်သီးတို့ဇီးဘူးသီးတို့စားနေတာနဲ့ကြည့်တဲ့လူဟာအလိုလိုပေရတများများဖြစ်လာတယ်ဒါဘု து ရဲ့စွမ်းရည်လဲဆိုဖတ်တာရဲ့စွမ်းရည်ဖတ်တာတွေပေါ်တာလို့ဒီလိုပြောတယ်နော်နောက်တနည်းအားဖြင့်ကြောက်တတ်တဲ့လူတယောက်တတ္တိရှိတဲ့လူကအိမ်ခေါမိုးပေါ်တက်ပြီးတော့ရပ်နေတယ်ကြောက်တတ်တဲ့လူတယောက်ကအလိုလိုကြောက်တုံးတုံဘုန်းကြီးတို့ဗမာစကားမှာနော်လှံပြားပစင်းနာတော့ခြေကန်းကခြေပါဆိုပစင်းလေးကလှံပြားနားနေလှံကိုအမတန်မှခြေကန်းကကြောက်တာကြောက်တော့အလိုတယောက်အဲ့ဒါချိပြီးတော့လှံပြားမှာပစင်းလေးနားနေတာကိုချိပြီးတော့ခြေကန်းကကြီးကန်းကအလိုတယောက်ကြောက်ခြေပါတယ်ဆိုရင်ဗမာစကားပုံရှိတယ်နော်ကြောက်တတ်တဲ့လူကကြောက်เสียအာယုံမြင်လို့ရှိရင်သူ့ကိုဘာမှမထိပဲနဲ့လူဟာတုံလှုပ်ပြီးတော့သွားတတ်တယ်တဲ့ကြက်သေးသေးသွားတယ်ဒါဘု து ရဲ့ထိခိုက်မှုလဲလို့ဆိုရင်ဖတ်တာရဲ့ထိခိုက်မှုအဲ့ဒီဖတ်တာဆိုတဲ့သဘာဝတရားဘယ်မှာဖြစ်တာတော့ဆိုရင်ဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းသမီးတွေရဲ့စိတ်နဲ့ရှင်တွဲပြီးတော့လာတဲ့သဘောတရားပဲနော်အဲ့ဒါကိုစေတသိက်လို့ခေါ်တယ်ကဲအဲ့တို့ကလို့စိတ်ဖြစ်လာတဲ့အခါမှာထိတွေ့မှုဖတ်တာကလေးဝင်လာတယ်ဝင်လာတော့ဘာဖြစ်လဲကောင်းတဲ့အာယုံလေးနဲ့ထိတွေ့တဲ့အခါဝမ်းသာတယ်မကောင်းတဲ့အာယုံကိုမကြိုက်တဲ့အာယုံနဲ့ထိတွေ့လာလို့ရှင်မကျေနပ်တဲ့စိတ်တွေဖြစ်လာတယ်ကြိုက်မကြိုက်ဆိုတဲ့ခံစားမှုနှစ်ခုမပေါ်ဘူးလားအေးအဲ့ဒါပေါ်လာတာဝေဒနာလို့ခေါ်တယ်နော်ဘုန်းကြီးတို့အရာထဲမှာတော့ဝေဒနာဆိုတာယောဂဖြစ်မှဝေဒနာလို့ထင်နေကြတယ်ဝေဒနာဆိုတာပျော်တာလဲဝေဒနာပဲဘုန်းကြီးတို့စာပေမှာလာတဲ့ဝေဒနာဆိုတာအာယုံရဲ့အရသာကိုခံစားမှုတဲ့ကောင်းရင်ကောင်းတယ်လို့ခံစားတယ်မကောင်းရင်မကောင်းတဲ့ဝေဒနာခံစားအာယုံကိုခံစားမှုကိုဝေဒနာလို့ခေါ်တယ်ယောဂကိုခေါ်တာမဟုတ်ဘူးဘိဓမ္မာဝေဒနာကနော်ဝေဒနာကိုဘုန်းကြီးတို့ကျမ်းဂန်မှာအကျဉ်းအားဖြင့်၃မျိုးခွဲတယ်ဒုက္ခဝေဒနာဒုက္ခဝေဒနာအဒုက္ခမဒုက္ခဝေဒနာလူတွေကအာယုံကိုမြင်ရလို့ကျေနပ်တယ်ဆိုလို့ရှိရင်စိတ်ထဲမှာချမ်းသာလာတာဒုက္ခဝေဒနာခန္ဓာကိုယ်နေလို့ထိုင်လို့သက်တောင့်သက်သာရှိလာတာဒုက္ခဝေဒနာမကောင်းတဲ့အာယုံမြင်လို့စိတ်ထဲကမကျေမနပ်တွေဖြစ်လာတယ်ဒုက္ခဝေဒနာခန္ဓာကိုယ်မှာလည်းပဲဆင်းရဲတာတွေ့လာတယ်ဒုက္ခဝေဒနာအဲ့ဒါလို့ဝေဒနာနှမျိုးထင်ထင်ရှားရှားပေါ်လာတဲ့အခါရှိတယ်လို့
ဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်ဆိုတဲ့ခံစားချက်ကလေးတွေရှိသေးတယ်အဲ့ဒါကိုအဒုက္ခမဒုက္ခဝေဒနာလို့ခေါ်တယ်ဒုက္ခလည်းမဟုတ်ဘူးဒုက္ခလည်းမဟုတ်ဘူးအဲ့ဒီဝေဒနာမျိုးကတစ်မျိုးအဲ့ဒါလည်းပဲစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားချက်တခါထပ်ပြီးတော့ခွဲတယ်ဒုက္ခဝေဒနာကိုပဲကာယိကဒုက္ခစေတသိကဒုက္ခခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ချမ်းသာမှုစိတ်နဲ့ပတ်သက်ပြီးတော့ချမ်းသာမှုလို့နှမျိုးထပ်ခွဲဒုက္ခကိုလည်းပဲကာယိကဒုက္ခစေတသိကဒုက္ခခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခလို့နှမျိုးထပ်ပြီးတော့ခွဲပြီးအဒုက္ခမဒုက္ခဆိုတဲ့ဝေဒနာကြတော့ဥပိ္ပခလို့ခေါ်အဲ့ဒါလို့ခွဲလိုက်တဲ့အခါကျတော့ဝေဒနာ၅မျိုးရပြန်တယ်ဒါတွေလည်းဘုန်းကြီးတို့တရားချစ်ခင်သူတော်စင်ပြိဿတို့ရဲ့ခန္ဓာမှာတွေ့နိုင်တဲ့တရားတွေကြီးပဲဟုတ်ကဲ့လားကောင်းတဲ့အာယုံလေးမြင်တဲ့အခါစိတ်ကပျော်ပြီးတော့မသွားဘူးလားအဲ့ဒါကိုသောမနတဝေဒနာလို့မြတ်စွာဘုရားပြောဟောစိတ်ကလေးနဲ့ရှင်တွဲပြီးတော့သောမနတဝေဒနာဖြစ်လာပြီဆိုရင်လူတွေဟာတပြုံပြုံနဲ့နေကြတယ်နော်ပြုံလိုက်ကြရဲလိုက်ကြမောလိုက်ကြတယ်ဟောသောမနတဝေဒနာတွေပေါ်နေတဲ့အခါပြုံးနေကြတာပဲပြုံးကြတယ်ရဲကြတယ်မောကြတယ်ဒါသောမနတဝေဒနာဖြစ်လို့ဟောတခါတရံကြတော့လေသူတွေဟာမပြုံးနိုင်ကြဘူးတဲ့မျက်နှာအသွင်ပြင်မဲ့ပြီးတော့ရှုပ်မဲ့ဖြစ်နေကြဒေါမနတဝေဒနာလို့ခေါ်အဲ့ဒီအခါမျိုးရောမကြုံရဘူးလားစိတ်ဆင်းရဲလိုက်တာတဲ့ဇက်ကကိုကြီးလာအောင်ဒေါမနတတွေဖြစ်ဟုတ်ကဲ့စိတ်ဆင်းရဲလိုက်တာစိတ်ဆင်းရဲတာဆိုတာတခါတရံကြတော့ကိုယ်ဆင်းရဲတာကိုအကြောင်းပြုဆိုပါတော့အေးမိလို့ဖြစ်စေတစုံတစ်ခုသောအကြောင်းကြောင့်ဖြစ်စေခေါင်းကိုက်တယ်သွားကိုက်တယ်နားကိုက်တယ်ဟောကာယိကဒုက္ခခေါင်းကိုက်နားကိုက်သွားကိုက်တဲ့ကာယိကဒုက္ခလို့ဆိုတဲ့ဒုက္ခဝေဒနာပေါ်တဲ့နောက်မှာဖြစ်ရလေခြင်းဆိုတဲ့စိတ်ညစ်တဲ့ဒေါမနတမပေါ်ဘူးလားအေးအရာထဲမှာပြောတာစိတ်ညစ်လိုက်တာလို့ပြောတာဒေါမနတဝေဒနာကိုပြောနေတာနော်ဒေါမနတဝေဒနာဆိုတာလူတိုင်းမှာရှိတယ်အေးနေရထိုင်ရပျော်လိုက်တာလို့ပြောတာဒေါမနတဝေဒနာကိုပြောနေလို့ထိုင်လို့ကောင်းလိုက်တာဒီကနေ့ငါခန္ဓာကိုယ်ကအာရှိအင်းရှိနဲ့လှုပ်လို့ရှားလို့ကောင်းတယ်ဟောဒုက္ခကာယိကဒုက္ခဝေဒနာကိုပြောတယ်ဒီနေ့တော့ပျော်တာလည်းမဟုတ်ဘူးမပျော်တာလည်းမဟုတ်စိတ်ညစ်တာလည်းမဟုတ်ဘူးပုံမှန်လေးနေရတယ်ဆိုဥပိ္ပခကိုပြောအဲ့တော့ဒီတရားတွေဟာမိမိတို့တဏ္ဍာမှာမတွေ့နိုင်ဘူးလားအေးတွေ့နိုင်တယ်ဒီတရားတွေဟာဘယ်သူနဲ့ရှင်တွဲပြီးတော့ဖြစ်တုံဆိုစိတ်နဲ့ရှင်တွဲပြီးဖြစ်လို့သူတို့ကိုစေတသိက်လို့ခေါ်တာပါအဲ့ဒါကိုပဲဖတ်တာဝေဒနာသင်ညာဆိုတာစိတ်ကလေးဖြစ်လာလို့ရှင်အမှတ်တိကလေးနဲ့ဘုန်းကြီးတို့မျိုးပေါင်းသားမျိုးပေါင်းသမီးတွေစဉ်းစားကြည့်တစ်ခုကိုတွေ့ပြီးရင်ကိုယ်စိတ်ထဲမှာအမှတ်ကလေးတစ်ခုရသွားဆိုတော့တကယ်ချင်းတယောက်မိတ်ဆွေတယောက်စပြီးတော့သိတယ်ဆိုတော့သိလို့ရှိရင်ထိုမိတ်ဆွေရဲ့စကားပြောပုံစကားပြောဟန်သူ့ရဲ့လုံးရတန်တန်မျက်နှာအနေထားအသားအရောင်တစ်ခုစသည်ကိုစိတ်ထဲမှာမှတ်လိုက်တယ်နောက်တစ်ခါပြန်တွေ့တဲ့အခါကျတော့ဒီလူပဲဆိုတာမသိဘူးလားသိတယ်ဈေးထဲသွားပြီးတော့အဝတ်ကလေးတစ်ထည်ဝယ်လာခဲ့တယ်ဟုတ်ကဲ့လားငကိုယ်တော့ကကိုမမြင်ဘူးသေးတဲ့အဝတ်ဈေးထဲမှာစူပါမားကတ်တို့ဘာလို့လှည့်ပြီးတော့ကြည့်တော့အစင်ကောင်းကောင်းအသွေးလှလှလေးတွေ့တာနဲ့ရွေးပြီးတော့ဝယ်လာခဲ့တဲ့အခါကျတော့စိတ်ထဲမှာဒါလေးကမှတ်မိဒီအဝတ်ကလေးကတခြားရောက်သွားတော့မှဟဲ့ဒါငါအဝတ်ကလေးဆိုတာမသိဘူးလားအေးအဲ့ဒါလို့သိတာတင်ညာရဲ့စွမ်းအားတဲ့စိတ်ထဲမှာပေါ်တဲ့တင်ညာရဲ့စွမ်းအားစိတ်ဆိုတာအာယုံကိုသိုံလေးပဲသိတယ်အခုလို့မှတ်နိုင်တာကတင်ညာကမှတ်တာတဲ့ကဲဘုန်းကြီးတို့တရားချစ်ခင်သူတော်စင်တွေရဲ့တဏ္ဍာမှာတင်ညာဆိုတဲ့သဘာဝတရားလည်းဖြစ်တယ်ဆိုတာမထင်ရှားဘူးလားအေးထင်ရှားတယ်ကိုယ်ပစ္စည်းကိုမှတ်မိကြတယ်ကိုယ်ဆွေမျိုးသားချင်းတွေကိုမိတ်ဆွေတငယ်ချင်းတွေမှတ်မိကြတယ်ကိုယ်ဘယ်လမ်းမှာနေတယ်ဟုတ်လားဘယ်ရပ်ကွက်မှာနေတယ်ဒါတွေရောမမှတ်မိဘူးလားအေးမှတ်မိတာတွေမှန်သမျှသိညာတဲ့သဘာဝတရားဖြစ်ပေါ်လို့မှတ်မိနေတာနော်ဖတ်တာဝေဒနာသိညာစေတနာဆိုတာဒီသဘာဝတရားတွေသူဆိုင်ရာကိစ္စတွေလောက်အောင်သူကတွန်းအားပေးတာလေလှုပ်ဆော်ပေးတဲ့သဘောတရားလေးသိညာကမှတ်မိအောင်ဖတ်တာကအာယုံနဲ့ထိတွေ့အောင်ဝေဒနာကခံစားအောင်ဘယ်သူကလှုပ်ဆော်ပေးစေတနာလေးကလှုပ်ဆော်ပေးနေတာနော်
အဲဒီစေတနာတရားလေးကကောင်းတာတွေနဲ့တွဲလို့ရှိရင်ကုသိုလ်စေတနာလို့ခေါ်တယ်မကောင်းတာတွေနဲ့တွဲလို့ရှိရင်အကုသိုလ်စေတနာလို့ခေါ်တယ်လောဘနဲ့ရှင်တွဲလာရင်အကုသိုလ်ဒေါသနဲ့ရှင်တွဲလာရင်အကုသိုလ်မောဟနဲ့ရှင်တွဲလာရင်အကုသိုလ်သို့မဟုတ်ဘဲနဲ့အလောဘတို့အဒေါသတို့အမောဟတို့နဲ့တွဲလာတဲ့အခါကျတော့ကုသိုလ်လို့ခေါ်တယ်အဲဒီစေတနာဆိုတာအကောင်းလည်းရှိတယ်အဆိုးလည်းရှိတယ်သို့တော်လည်းအရတ်ထဲမှာပြောကြတယ်ငါကစေတနာနဲ့ပြောတာသူကလက်မခံဘူးစေတနာကိုအကောင်းကြီးပြောလို့မရဘူးဟုတ်ကဲ့စေတနာဆိုတာကောင်းတဲ့သဘာဝတွေနဲ့ရှင်တွဲဖြစ်ရင်စေတနာကောင်းလို့ခေါ်တယ်မကောင်းတဲ့စိတ်တွေစိတ်ထားတွေနဲ့ရှင်တွဲလာလို့ရှိရင်စေတနာယုတ်လို့ခေါ်တယ်အဲ့ဒီစေတနာလေးကိုပဲဘုန်းကြီးတို့တရားချက်ခင်သူတော်စင်ပြိဿတ်တို့အားလုံးနားလည်ချတဲ့ကံတရားဆိုတာဒီစေတနာလေးကိုခေါ်တာပဲဒီစေတနာလေးဟာမိမိတဏ္ဍာမှာစုပြီးဆောင်းပြီးပြီဆိုရင်သူကအကျိုးတွေကိုထုတ်လုပ်ပေးတတ်တယ်ဒါကြောင့်ဘုရားမြတ်စွာကစေတနာဟံဘိက္ခဝေကမ္မဝဒာမိဘိက္ခဝေจิตာယံတို့အာငါသည်စေတနာဆိုတဲ့သဘာဝတရားကိုကမ္မံကံဟူ၍ဝဒာမိဟောပါပြီစေတနာဆိုတာတခြားမဟုတ်ဘူးကံတရားလောကမှာကံဤအကျိုးလို့ပြောကြတယ်မဟုတ်လားအဲ့ဒီစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ဟောဒီစေတနာလေးကိုကံလို့ခေါ်တာ24ပစ္စည်းထဲမှာလည်းပဲဟိတုပစ္စယောအာရမဏပစ္စယောဆိုတဲ့အထဲမှာကမ္မပစ္စယောဆိုတာမပါဘူးလားအေးဒီကမ္မပစ္စယောဆိုတာတခြားပြောတာမဟုတ်ဘူးအခုစိတ်ထဲမှာဖြစ်တဲ့စေတနာလေးကိုပြောတာအဲ့ဒီစေတနာလေးကတွန်းအားပြင်းထန်လေးလေးကံတရားတွေပြင်းထန်လာလေးလေးဒီစေတနာလေးမိမိတို့ရဲ့တဏ္ဍာမှာကံအဖြစ်ဆောင်ရွက်နေသေးသမျှဒီကံတွေအကျိုးပေးနေလို့ရှိရင်တန်တရားထဲမှာအကောင်းဆုံးခံစားနေကြရမှာတဲ့ဟုတ်ကဲ့ဒါလူတဘာဝဘုန်းကြီးတို့တရားချက်ခင်သူတော်စင်ပြိဿတ်တို့ရဲ့တဏ္ဍာမှာတွေ့နိုင်တဲ့သဘာဝလေးတွေကိုဘုန်းကြီးပြောတယ်စိတ်ဖြစ်ရင်အခုဒီသဘောတရားတွေအားလုံးဟာရှင်တွဲပြီးတော့အမြဲတမ်းဖြစ်တယ်သူတို့ကိုအကောင်းလို့လည်းပြောလို့မရဘူးအဆိုးလို့လည်းပြောလို့မရဘူးဖတ်သားတဲ့ဝေဒနာတဲ့သင်ညာတဲ့စေတနာတဲ့ဧကဂတအာယုန်လေးတစ်ခုပေါ်လာလို့ရှိရင်စိတ်ကအာယုန်နဲ့တွေးလိုက်တယ်ဆိုတော့မျက်စိကအဆင်းအာယုန်လေးကိုမြင်လိုက်တာနဲ့တကြိုင်နဲ့မြင်သိစိတ်ကလေးဖြစ်တယ်အဲ့ဒီမြင်သိစိတ်ကလေးဖြစ်တဲ့ကထိုအာယုန်ပေါ်မှာတခဏတာမြရပ်တန့်သွားတာကိုဧကဂတလို့ခေါ်တယ်ဟုတ်ကဲ့လားကြာကြာရပ်တန့်သွားရင်ကြာကြာပေါ့အဲ့ဒီလိုတခဏကလေးတည်ထန့်သွားတဲ့သဘောလေးကိုဧကဂတတဲ့အဲ့ဒီဧကဂတကိုဘုန်းကြီးတို့တရားကျင့်စဉ်ထဲမှာအာယုန်တစ်ခုပေါ်မှာစူးစိုက်ပြီးတော့ကြာကြာရှုပေးရင်ဒီဧကဂတလေးကိုပဲတမာတိလို့ခေါ်တာဧကဂတဆိုတာဧကဆိုတာတစ်ခုတည်းသောအကအာယုန်အဖို့စုရှိတာအာယုန်တစ်ခုတည်းတင်ကြာနေတာဟိုဒါဧကဂတလို့ခေါ်တယ်နော်တမာတိလို့လည်းခေါ်တယ်အေးဒီဧကဂတဆိုတာလေးကလည်းအာယုန်လေးတစ်ခုပေါ်မှာစူးစိုက်ပြီးတော့ချိလို့ရတယ်ဘုန်းကြီးတို့တရားချက်ခင်သူတော်စင်ပြိဿတ်တို့ဈေးသွားတဲ့အခါပစ္စည်းဝယ်တော့ကိုလိုချင်တဲ့ပစ္စည်းကိုကြာကြာနာနာမကြည့်ကြဘူးလားအေးအဲ့ဒီပစ္စည်းလေးပေါ်မှာစိတ်တခဏမြတည်ထန့်သွားတာလေးဟာဒါဧကဂတရဲ့ဆွမ်းအားပဲနော်အနုဘုဆိုရင်မိမိစိတ်လေးကဒီအာယုံပေါ်မှာတည်ထန့်နိုင်မှာမဟုတ်ဘူးဟောသဘာဝတရားတွေဖတ်တာဆိုတာတွေ့ရပြီဝေဒနာဆိုတာတွေ့ရပြီသင်ညာဆိုတာတွေ့ရပြီစေတနာဆိုတာတွေ့ရပြီဧကဂတဆိုတာတွေ့ရမိမိတို့တဏ္ဍာမှာနော်နောက်တစ်ခုကဇီဝိတ္တိတရိယလို့ခေါ်တယ်ဇီဝိတ္တိတရိယဆိုတာတော့ဆိုင်ရာသဘာဝတရားတွေရဲ့အချိန်ပိုင်းလေးကိုတည်စေတတ်တဲ့စောင့်ထိန်တတ်တဲ့သဘာဝတရားမျိုးလို့ပြောမယ်ဆိုရင်နံတရားတွေရဲ့အသက်လို့ပြောအဲ့ဒီတရားကတော့သူ့သဘာဝအတိုင်းဖြစ်တာမဟုတ်တဘာဝအတိုင်းတည်နေနိုင်အောင်သူကထိမ့်သိမ့်ပေးတယ်လို့ဒီလိုမှတ်ရမယ်ဥပမာပဲတရားချက်ခင်သူတော်စင်ပြိဿတ်တို့ဥပမာလေးနဲ့ပြောမှပို့ပြီးတော့ရှင်းတယ်ရေကန်ထဲမှာကြာပင်လေးတွေပေါက်အဲ့ဒီကြာပင်လေးတွေရှင်သန်ပြီးတော့ကြာပန်းလေးတွေပွင့်လန်းနေအောင်ဘယ်သူကထိမ့်ပေးထားတာနော်ရေကထိမ့်ပေးထားတာရေကန်ထဲကရေတွေခြောက်သွားပြီးရေပြောက်သွားမယ်ဆိုလို့ရှိရင်ကြာကလေးရောခြောက်မသွားဘူးလားအေးအဲ့ဒါမျိုးလို့ပဲဘုန်းကြီးတို့နန္တရားတွေထဲမှာဇီဝိတ္တိတရိလေးကထိမ့်ပေးနေတာလို့ရေကနေပြီးတော့ကြာပန်းလေးတွေလန်းနေအောင်ထိမ့်ထားဖရာအိုးထဲမှာလည်းဖရာညောင်ရီအိုးမှာပန်းထိုးတဲ့အခါမှာရေကလေးမထည့်ရဘူးလား
အေးရေကလေးထည့်ထားလို့ရှိရင်ထိုပန်းကလေးဟာ50ရက်ဆိုတာလို့လမ်းနေတာဘသူကထိမ့်ပေးထားတာတော့အေးထို့တူပဲနန္တရားတွေမှာလည်းဇီဝိတိန်တရေလေးကထိမ့်ပေးထားလို့ဘုန်းကြီးတို့စိတ်ကလေးဟာရှင်သန်နေတယ်လို့ဒီလိုမှတ်ရမယ်နော်နောက်တစ်ခုကမနတိကာရတဲ့မနတိကာရဆိုတာနှလုံးသွင်းအာယုန်လေးပေါ်လာတာနဲ့တပြိုင်နက်နှလုံးသွင်းဆင်ခြင်မှုမရှိရင်ထိုအာယုန်ကိုမသိနိုင်ပါဘူးနှလုံးသွင်းဆင်ခြင်မှုဆိုတာလေးပေါ်ရတယ်အဲ့တော့အာလုံးပေါင်းလိုက်တဲ့အခါကျတော့ဖသရဲ့ဝေဒနာရဲ့သင်ညာရဲ့စေရနာရဲ့ဧကဂရရဲ့ဇီဝိတိန်တရိယရဲ့မနတိကာရရဲ့ဆိုတော့ခုနှစ်ခုဖြစ်မသွားဘူးလားအဲ့ဒီခုနှစ်ခုသောသဘောတရားတွေဟာစေတသိက်တွေမိမိတို့တဏ္ဍာမှာဖြစ်တဲ့စိတ်နဲ့အမြဲတမ်းရှင်တွဲပြီးတော့ဖြစ်နေကြပါတယ်ဘယ်စိတ်ဖြစ်ဖြစ်ဒီတရားတွေမိမိတို့တဏ္ဍာမှာရှိနေတယ်လို့ဒီလိုမှတ်ပါနော်စိတ်ဟာတစ်ခုတည်းမဖြစ်နိုင်ဘူးထိုစေတသိက်တွေနဲ့ရှင်တွဲပြီးတော့ဖြစ်တာကဲကောင်းပြီအဲ့ထဲမှာစေတသိက်တွေအကြောင်းပြောမယ်ဆိုလို့ရှိရင်မိုးလင်းသွားလိုက်မယ်52ခုရှိတယ်လူရင်းလေးကိုပြောမယ်မကောင်းတဲ့စေတသိက်နဲ့ကောင်းတဲ့စေတသိက်ခွဲရအခုပြောခဲ့တဲ့စေတသိက်9ခုဆိုတာစိတ်ဖြစ်တိုင်းဖြစ်တိုင်းပါဝင်လို့သူတို့ကိုသဗ္ဗစိတ်တသာဒရဏလို့ဘုန်းကြီးတို့စာပေကျမ်းကမဆိုလိုက်နော်သဗ္ဗစိတ်တသာဒရဏဆိုတာစိတ်အားလုံးနဲ့ဆက်ဆံပြီးစိတ်အားလုံးဖြစ်တိုင်းဖြစ်တိုင်းပါတဲ့သဘောတရားတွေတဲ့ဘုန်းကြီးတို့လူဆိုတာနဲ့တပြိုင်နက်မျက်စိတို့နားတို့နှာခေါင်းတို့မပါဘူးလားအေးစိတ်လို့ဆိုလိုက်တာနဲ့ဒီသဘာဝတွေဟာပါလာပြီးသားလို့ဒီလိုမှတ်ရဘုန်းကြီးတို့ခန္ဓာကိုယ်ပဲပြန်ပြီးတော့စိုက်ကြည့်လိုက်ပေါ့စိုက်ကြည့်လိုက်ခန္ဓာကိုယ်ထဲမှာသဘာဝတရားတွေဟာသူ့အလုပ်သူလုပ်ကြတာတွေကိုစဉ်းစားကြည့်ဘုန်းကြီးတို့မှာမျက်စိရှိတယ်မျက်စိရဲ့အလုပ်ကဘာတုံးဆိုရင်ဟိုဟာဒီဟာကြည့်ဖို့မြင်ဖို့ပဲဒါပေမဲ့ तू ကြားလို့ရရလားအေးနားရဲ့အလုပ်ကြတော့ဟိုအတန်ဒီအတန်ကြားဖို့ तू ကမမြင်နိုင်ဘူးခြေထောက်ရဲ့အလုပ်ကြတော့လှမ်းပြီးတော့သွားဖို့သို့တော့ခြေထောက်ကမကြည့်နိုင်ဘူးမကြားနိုင်ဘူးဟုတ်တယ်မဟုတ်လားအနံ့ရှုဖို့ကြတော့နှာခေါင်းရဲ့တာဝန်အရသာသိဖို့ကြတော့လျှာရဲ့တာဝန်ဟောသူ့ဟာလေးတွေနဲ့ तू တာဝန်ထမ်းဆောင်မလို့ဒီသဘာဝတရားတွေဟာလည်းသူ့ဟာနဲ့ तू တာဝန်ထမ်းဆောင်ကြတယ်စိတ်ကအာယုံကိုသိတယ်ဖတ်တာကအာယုံနဲ့စိတ်တွေ့အောင်ဆက်သွယ်ပေးတယ်ဝေဒနာကအာယုံရဲ့အရသာကိုခံစားတယ်သင်ညာကမှတ်တမ်းတင်တယ်မှတ်မိတယ်စေတနာကထိုကဲ့သို့ဖြစ်အောင်လှုံ့ဆော်ပေးတယ်ဧကဂတကအာယုံလေးတစ်ခုပေါ်မှာတည်သွားအောင်လုပ်တယ်ဇီဝိတကထိမ့်သိမ်းဆောက်ရှောက်ပြီးတော့ပေးတယ်မနတိကာရကနှလုံးသွင်းပေးတယ်ဆင်ញင်ပေးတယ်ဟောဒီတရားတွေဟာစုပေါင်းပြီးလုပ်ဘုန်းကြီးတို့ခန္ဓာကိုယ်မှာလည်းပဲဒီလိုစုပေါင်းပြီးတော့လမ်းလျှောက်တယ်ဆိုလို့ရှိရင်မျက်စိကကြည့်ပေးရတယ်နားကနားထောင်ရတယ်ခြေထောက်ကလမ်းလျှောက်ရတယ်အကယ်၍တစ်ခုချုပ်ရင်းနေလို့ရှိရင်အလုပ်ဟာအောင်မြင်မြင်မဖြစ်နိုင်ဘူးဟုတ်တယ်မဟုတ်အေးအဲ့ဒီသဘာဝလေးတွေကိုဆင်ញင်စဉ်းစားပြီးတော့ကြည့်ရကဲကောင်းပြီဒီသဘာဝကတော့အကောင်းလို့လည်းပြောလို့မရအဆိုးလို့လည်းပြောလို့မရဘူးအဆိုးလို့ပြောလို့ရတာလေးတွေကိုကြည့်ရဘုန်းကြီးတို့နေ့စဉ်နဲ့အမျှကြုံတွေ့နေကြရတာဘာလို့ဆိုရင်မျက်စိနဲ့မြင်ပြီးလို့နှစ်သက်စရာအာယုံလေးတွေ့လို့ရှိရင်လိုချင်တဲ့သဘောမပေါ်လာဘူးလားအေးအဲ့ဒါကိုလောဘလို့ခေါ်တယ်နော်လိုချင်တယ်တွေ့တာတယ်တတ်မဲ့တယ်မြင်ချင်းတော့သူကလိုချင်တယ်ရလာလို့ရှိရင်တွေ့ထားတယ်မရခင်ကျတော့လိုချင်တယ်ရထားလို့ရှိရင်တွေ့ထားတယ်မစွန့်လွတ်နိုင်ဘူးအဲ့ဒါဟာလောဘရဲ့သဘောမရခင်ဘာဖြစ်တယ်လိုချင်တယ်ရပြီးလို့ရှိရင်တွေ့တာထားတယ်ဟောဒီသဘောတရားရောဘုန်းကြီးတို့တရားချက်ခင်သူတော်စင်တွေမတွေ့ကြဘူးလားအေးအဲ့ဒီတရားကိုလောဘလို့မြတ်စွာဘုရားကဟောတာနော်အဲ့ဒီလောဘဟာလည်းစိတ်ထဲမှာရှင်တွဲပြီးတော့ဖြစ်တာပဲဒေါသမျက်စိကအာယုံတစ်ခုကိုမြင်လိုက်တယ်ကိုမကြိုက်တဲ့အာယုံကိုမြင်တယ်မြင်လိုက်တာနဲ့တပြိုင်နက်မျက်နှာလွှဲသွားတယ်မကြိုက်ဘူးမကြိုက်တဲ့သဘောတရားပေါ်မလာဘူးလားမကြိုက်ဘူးမကျေနပ်ဘူးဒီအာယုံကိုမျက်နှာတွဲချင်တယ်ဟောဒါဒေါသလို့ခေါ်တယ်မြင်ချင်းမကြိုက်ဘူးမျက်နှာလွှဲချင်တယ်မကျေနပ်ဘူးဟောဒါဒေါသလို့ခေါ်တယ်နော်ကြိုက်မကြိုက်ကြိုက်ရင်လောဘမကြိုက်ရင်ဒေါသ
နောက်တစ်ခါအာယုံကိုမြင်ပြီးတော့အကောင်းအဆိုးအကြောင်းအကျိုးမခွဲခြားတတ်ဘူးအာယုံပေါ်မှာတွေးဝေးနေတယ်တွေးဝေးနေတာကြတော့မောဟဟောဒီသဘောတရားတွေကဘုန်းကြီးတို့တရားချက်ခင်သူတော်စင်ပြိဿတ်တို့ရဲ့စိတ်ထဲမှာဖြစ်နေတာပါလားလို့စဉ်းစားရမှာနော်နောက်သူတို့ရဲ့ဆန့်ကျင်မဲ့ကောင်းတာကိုပြောမယ်ဆိုရင်လောဘကလိုချင်တဲ့တွေ့တာတယ်ထိုလိုချင်မှုတွေ့တာမှုကိုပယ်တတ်နိုင်တဲ့သဘာဝတရားတစ်ခုကိုအလောဘလို့ခေါ်တယ်အဲ့ဒီအလောဘကြတော့မလိုချင်ဘူးမတွေ့တာဘူးစွန့်လွတ်နိုင်တယ်တဲ့ဒါကကောင်းတဲ့သဘာဝတရားနော်သဘာဝတရားမပေါ်လာဘူးမလိုချင်ဘူးမတွေ့တာဘူးအလောဘအနိဋ္ဌာယုံနဲ့တွေ့ကြုံမိမိမလိုချင်တဲ့မနှစ်သက်စရာအာယုံနဲ့တွေ့ကြုံတဲ့အခါမှာဒေါသမဖြစ်ဘူးမကျေမနပ်မဖြစ်ဘူးအဒေါသအာယုံရဲ့သဘာဝကိုကြာကြာနာနာသိတယ်အမောဟပညာဟောလောဘဒေါသမောဟရဲ့ဆန့်ကျင်ဘက်ကိုအလောဘအဒေါသအမောဟလောဘဒေါသမောဟကိုကုသိုလ်လို့အကုသိုလ်လို့မှတ်ပြီးတော့အလောဘအဒေါသအမောဟကိုကုသိုလ်လို့မှတ်ပါတဲ့ဟုတ်ကဲ့လားအဲ့လိုစိတ်တရားတွေမိမိတို့သဏ္ဍာန်မှာဖြစ်ပြီးတော့စိတ်တွေနဲ့ရှင်တွဲပြီးတော့ဒီစေတသိက်တရားတွေဖြစ်ပြီးတော့နေကြတယ်ကဲဘုန်းကြီးတို့တွေနေ့စဉ်နဲ့အမျှသွားကြလာကြစားကြတောက်ကြစီးပွားရှာကြဘသူကကိုယ်ဆောင်းနေတယ်လဲဆိုရင်ဟောဒီစိတ်ကဆောင်းစိတ်လို့ဆိုလိုက်ကြတဲ့အခုပြောခဲ့တဲ့စေတသိက်တွေပါတယ်လို့မှတ်တာနော်ဒါတွေကနေဆောင်းနေတာလောကကြီးတစ်ခုလုံးဘသူကဥဆောင်နေစိတ်တွေကဥဆောင်နေတယ်နော်ဒါကြောင့်မို့လို့ဘုရားမြတ်စွာကစိတ်တေနာနိယတိလောကောစိတ်တေနပရိကတတိစိတ်တသာဧကဓမ္မတသဗ္ဗေဝဝတ္တမနကုလောကောလောကကြီးကိုစိတ်တေနာစိတ်ကနိယတိဆွဲဆောင်၍သွားပါပြီတော့ဤလောကောလောကကြီးကိုစိတ်တေနာစိတ်ကပရိကတတိဆွဲငင်၍ထားပါပြီတော့ဤစိတ်တသာဧကဓမ္မသာစိတ်လို့ဆိုတဲ့သဘာဝတရားတစ်ခုရဲ့ဝတ္တံလို့သူလောကောတပ္ပံလုံးစုံသောလောကောလောကကြီးသည်အတော့ကိုအစဉ်လိုက်ပါ၍နေရလေတော့ဤဣတိရဘဂဝါရှိဘုန်းတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းအခုပြောခဲ့တဲ့သဘာဝတရားတွေမိမိရဲ့တဏ္ဍာမှာဆွဲဆောင်နေတယ်ဆိုတဲ့သဘောကိုဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းသမီးတွေကိုယ်တဏ္ဍာမှာရှိနေတဲ့သဘာဝတရားတွေကိုစူးစိုက်ရှုရသည်ဖြင့်ဝိပဿနာဉာဏ်လို့ခေါ်တယ်နော်ဝိပဿနာဉာဏ်ဆိုတာဟိုကမ္မထာရိပ်တာတွေသွားမှပေါ်တာမဟုတ်ဘူးဒီအာယုံကလည်းပဲကိုယ်တဏ္ဍာမှာရှိနေတာရှုတတ်ဖို့သိဖို့လေးပဲလို့တယ်အလုံးမအားလို့ငါမရှုနိုင်ဘူးလို့ဒီလိုလည်းမဟုတ်ဘူးနော်ကိုယ်တဏ္ဍာမှာဖြစ်နေတာတွေကိုသိဖို့အမတန်မှလိုအပ်ပါတယ်တဲ့ကဲကောင်းပြီလောကကြီးထဲမှာကိုယ်တယောက်တည်းနေတဲ့အချိန်ကလေးမှာအဲ့ဒီအချိန်လေးမှာကိုယ်တဏ္ဍာမှာဖြစ်ပေါ်နေတဲ့စိတ်ကလေးတွေကိုအာယုံစိုက်ကြည့်လိုက်လောကကြီးတစ်ခုလုံးဟာလူတွေကိုစိတ်ကနေဆောင်းသွားနေကြစိတ်ကနေဆွဲခေါ်သွားတယ်အခုတရားပွဲလာအောင်ဘယ်သူကဆွဲခေါ်လာစိတ်ကဆွဲခေါ်လာတာနော်တရားပွဲမလာနိုင်အောင်အိမ်မှာနေအောင်ဘယ်သူကဆွဲထားတော့အေးတရားပွဲကြတော့လေအေးတရားပွဲသွားအောင်ပါပဲတရားနာလို့ရှင်ဘုံတုတ္တရတယ်အသိဉာဏ်တွေတိုးတယ်ဟောဒီလိုအတွေးကလေးတွေနဲ့လာတာမဟုတ်လားခဏညတရားပွဲရှိတယ်တရားနာသွားရအောင်မယ်တရားနာရလို့ရှင်စိတ်ကြည်နူးတယ်အသိဉာဏ်တွေရတယ်ဒီလိုစဉ်းစားပြီးတော့အဲ့ဒီစဉ်းစားတဲ့စိတ်ကဆွဲခေါ်လာလို့တရားပွဲရောက်လာတာနော်မလာနိုင်တဲ့လူတွေကြတော့လေအေးဒီနေ့အလုတ်ကမအားဘူးအိမ်မှာလည်းအိမ်ဆောင်မရှိဘူးဆိုတဲ့အတွေးစိတ်တွေကပြန်ဆွဲထားတာမဟုတ်လားပြန်ဆွဲထားလို့သူတို့တရားပွဲမလာနိုင်ဘူးเนาะအဲ့တော့လောကကြီးမှာတရားပွဲလာတဲ့လူကိုလည်းစိတ်ကဆွဲခေါ်လာတာအိမ်နေတဲ့လူကိုလည်းစိတ်ကဆွဲထားခဲ့တာနှစ်ဦးစလုံးဟာစိတ်ကဆောင်းနေတာကြီးပဲမဟုတ်လားဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားစိတ်တေနနိတေလောကောစိတ်ကဆွဲခေါ်နေတာတဲ့လောကကြီးတစ်ခုလုံးကိုစိတ်ကဆွဲခေါ်နေတာတခြားနေရာတွေလည်းကြည့်ကမ္ဘာလောကကြီးတစ်ခုလုံးဟုတ်လားမြန်မာနိုင်ငံနဲ့မကြည့်နဲ့ကမ္ဘာလောကကြီးမှာရှိတဲ့လူသားအလုံးလူကဆွဲခေါ်စိတ်ကဆွဲခေါ်ဘယ်သူကဆွဲထားတော့စိတ်ကဆွဲထား
တရားဝဲပြီးတဲ့အခါအိမ်ပြန်ဘယ်သူကခေါ်သွားတာတော့စိတ်ကပဲခေါ်သွားတာအဲ့ဒီစိတ်ဆိုတဲ့သဘာဝတရားဟာတည်မြဲတဲ့သဘာဝတရားလားဆိုတည်မြဲတာမဟုတ်ဘူးကိုပိုင်တဲ့သဘာဝတရားလားဆိုတော့လည်းမပိုင်ဘူးအကြောင်းလျော်စွာပေါ်လာပြီးတော့ဟုတ်တဝါအဘာဝဖြစ်လာပြီးတဲ့နောက်မှာပြတ်သွားတဲ့သဘာဝတရားဆိုတာဆင်ញင်စဉ်းစားဖို့လိုအပ်တယ်နော်အေးကောင်းပြီဒါကြောင့်မို့လို့ဘုရားမြတ်စွာကစိတ်တေနနိယတိလောကောစိတ်ရဲ့သဘာဝလေးကိုသိအောင်လုပ်ကောင်းပြီမြတ်စွာဘုရားသခင်ကိုရောမြတ်ကစိတ်ဟာစိတ်ရဲ့သဘာဝလေးတွေကိုပိုးထင်ရှားအောင်ဒုရိငမဧကစရံအတရေရံဂုဟာတယံယေစိတ်တံတယမေတ္တန္တိမောက္ခန္တိမာရဗန္ဒနာစိတ်ရဲ့သဘာဝတရားကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒုရိငမဝေကွာလှတဲ့အာယုန်တို့လည်းအရောက်သွားတတ်ပေထသောစိတ်ဆိုတာဘလောက်ဝေးဝေးရောက်အောင်သွားနိုင်တယ်ဒီအဓိပ္ပာယ်ကဘာကိုပြောတာတုံးလို့ဆိုစိတ်ကခန္ဓာကိုယ်ကနေအပြင်ထွက်ပြီးတော့သွားတယ်လို့ဒီလိုမအောင်မိနဲ့နော်မြတ်စွာဘုရားကဒုရိငမအဝေးသွားတယ်ဆိုတာဘာတော့ဆိုဘလောက်ဝေးတဲ့အာယုန်ဖြစ်ဖြစ်စိတ်ကလှမ်းယူနိုင်တယ်ဒါကိုပြောဘလောက်ဝေးကွာတဲ့အာယုန်ပဲဖြစ်ဖြစ်စိတ်ကအာယုန်ပြုတ်နိုင်တဲ့သိနိုင်တာကိုဒီလိုဆိုဘုန်းကြီးတို့တရားချင်းကသူတော်စင်ပြိဿတို့ဟိုးနိုင်ငံရခြားတိုင်းတစ်ပါးကိုလှမ်းပြီးတော့စိတ်ကနေညွတ်ကြည့်ရောက်မသွားဘူးလားရောက်သွားတယ်ဟောမြင့်မို့တောင်ဆိုတာကြားဘူးတာလေးနဲ့အာယုံပြုတ်ကြည့်လိုက်မြင့်မို့တောင်ရောက်မသွားဘူးလားဟုတ်တာမဟုတ်တာအသာထားအာယုံပြုတ်တဲ့နေရာစိတ်ကရောက်မသွားဘူးလားဘယ်လောက်ဝေးဝေးစိတ်ဆိုတာရောက်သွားတာပဲနော်အေးဒါကြောင့်မို့လို့မြတ်စွာဘုရားကဒုရိငမအလွန်ဝေးကွာတဲ့အရာဌာနသို့လည်းသွားရောက်နိုင်ထသောဘာကြောင့်သွားရောက်နိုင်တယ်လဲဝေးတဲ့အာယုံကိုရယူနိုင်တာကိုဆိုရဲဧကစရံတခုတည်းသာဖြစ်လေရှိတတ်သောစိတ်ဆိုတာနှစ်စိတ်ပြူးတဲ့ဘယ်တော့မှမဖြစ်ဘူးတစ်စိတ်ပြီးမှတစ်စိတ်တစ်စိတ်ပြီးမှတစ်စိတ်စိတ်တည်းရဲ့အစဉ်တန်းအနေနဲ့သာဖြစ်တာစိတ်ဟာတစ်ခုဖြစ်ပြီးတဲ့နောက်မှတစ်ခုပျောက်သွားပြီးနောက်တစ်ခုဖြစ်တာနော်ဧဒါကြောင့်မို့လို့ဧကစရံတစ်ခုဖြစ်ပြီးမှတစ်ခုချုပ်ပြီးမှသာလဲနောက်တစ်ခုဖြစ်လေရှိတတ်သောဒုရိငမဧကစရံအတရေရံရုပ်ပုံခန္ဓာကိုယ်လည်းမရှိထသောရုပ်လွာပုံတန်တန်ခန္ဓာကိုယ်လည်းမရှိဘူးတဲ့စိတ်ဆိုတာမြင်ရတဲ့အရာမဟုတ်ဘူးလူကြတော့မြင်ရတယ်လေဟောဒီလူကအရက်ထွားထွားပဲပိမ့်ပိမ့်ပဲရှည်ရှည်ပဲဝဝပဲစသဖြင့်ပုံပန်းတန်တန်ရှိစိတ်ကြတော့စိတ်ကဝရတယ်ပိမ့်တယ်ရှည်တယ်လို့ဒီလိုမရှိဘူးဟုတ်ကလားအေးပုံပန်းတန်တန်မရှိဘူးအာတရိရံခန္ဓာကိုယ်ပုံပန်းတဏ္ဍံလည်းမရှိထသောကုဟာတယံနှလုံးသားတည်းဟူသောလိုင်ကိုလင်းမိခိုရာရှိထသောညာတော်အပြင်စိတ်တွေဟာအရိယဝတ္ထုကိုမှီပြီးတော့ဖြစ်တာမဟုတ်ကုဟာတယံလို့ဒီလိုဟောတာနော်နှလုံးသားကိုမှီတွေ့ပြီးတဲ့ကာလဖြစ်ပေါ်လာတဲ့စိတ်တွေရေခြင်းပုဂ္ဂိုလ်တို့သည်စိတ်တန်စိတ်ဆိုတဲ့သဘာဝတရားကိုတိုင်မဲ့တန်တိထိမ့်သိမ့်ဆောက်ရှောက်နိုင်ကြကုန်လတံလောဘနဲ့တွဲမသွားအောင်ဒေါသနဲ့တွဲမသွားအောင်မောဟနဲ့တွဲမသွားအောင်စိတ်လေးကိုထိန်းထားရတယ်လောဘနဲ့တွဲမသွားစိတ်နဲ့ဖြစ်ဖြစ်ချင်းလောဘနဲ့တွဲတာမဟုတ်ဘူးเนาะဆိုပါတော့အာယုံလေးတစ်ခုကိုမြင်လိုက်တယ်မြင်မြင်ချင်းကြိုက်သွားတာမဟုတ်ဘူးကြိုက်စရာလေးတွေတွေးပြီးတော့မှကြိုက်တာဟုတ်တယ်မဟုတ်ကြိုက်စရာလေးတွေနှစ်သက်စရာလေးတွေတွေးပြီးတော့မှလူတယောက်အာယုံတစ်ခုကိုလည်းမြင်မြင်ချင်းမုန်းသွားတာမဟုတ်ဘူးမုန်းစရာတွေတွေးလို့မုန်းတာအဲ့ဒါမုန်းစရာတွေတွေးပြီးတော့ဒေါသတွေမဖြစ်စေနဲ့ကြိုက်စရာတွေတွေးပြီးတော့လောဘတွေမဖြစ်စေနဲ့ဒီလိုဆိုလို့လေနော်အေးအတွေးတွေအပေါ်မှာနောက်ကနေပြီးတော့လောဘတွေဒေါသတွေမောဟတွေနဲ့တွဲနေတာအဲ့ဒါလို့မတွဲအောင်ရေခြင်းပုဂ္ဂိုလ်တို့သည်စိတ်တန်စိတ်လို့ဆိုတဲ့သဘာဝတရားကိုတိုင်မေတန်တိလောဘဒေါသမောဟတွေနဲ့မတွဲအောင်ထိမ့်သိမ်းဆောက်ရှောက်နိုင်ကြပေကုန်လတံတေထုပုဂ္ဂိုလ်တို့သည်မာရဗန္ဒနာမမင်းရဲ့နောင်ဖဲလို့ဆိုတဲ့တေဘုမကဝဆင်းရဲမှမောက္ခန္တိမုတ်ချပိုင်ပိုင်လွန်မြောက်ကြပေကုန်လတံဣတိတို့ဘဂဝါရှိဘုန်းတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းအဲ့ဒီစိတ်လေးကိုလောဘဒေါသမောဟဆိုတဲ့ကိလေသာတွေနဲ့မတွဲအောင်ထိန်းလိုက်တဲ့
လောဘဒေါသမောဟဆိုတာသူ့ဘာသူဖြစ်လာတာမဟုတ်ဘူးစဉ်းစားလို့အာယုံပေါ်မှာတွေးပြီးတော့ဆင်ញင်မှဖြစ်လာတာနော်အဲ့ဒါလို့ဆင်ញင်ပြီးတော့လောဘဒေါသမောဟဖြစ်အောင်မလုပ်နဲ့မတွဲစေနဲ့မတွဲရအောင်ထိမ့်သိမ်းဆောက်ရှောက်ပါတဲ့အဲ့ဒါလို့ထိမ့်သိမ်းဆောက်ရှောက်မယ်ဆိုလို့ရှိရင်စိတ်ဒီလောဘနဲ့မတွဲဒေါသနဲ့မတွဲမောဟနဲ့မတွဲလောဘနဲ့မတွဲရလို့ရှိရင်အလောဘဆိုတဲ့လောဘရဲ့ဆန့်ကျင်မဲ့သဘောတရားတွေမိမိရဲ့စိတ်ထဲမှာပေါ်လာလိမ့်မယ်နော်အလောဘဖြစ်နေလို့ရှိရင်လောဘမဖြစ်နိုင်ဘူးအဒေါသလို့ခေါ်တဲ့ဒေါသကင်းစင်မေတ္တာသဘာဝတရားတွေဝင်နေလို့ရှိရင်ဒေါသမဖြစ်ဘူးအမောဟလို့ဆိုတဲ့အသိဉာဏ်တွေဝင်နေလို့ရှိရင်မောဟမဖြစ်ပါကုသိုလ်တရားအလုံးရဲ့အမြစ်ဟာအလောဘအဒေါသအမောဟသာဖြစ်တယ်အလောဘအလောဒအမောဟတို့သည်လောဘဒေါသမောဟဆိုတဲ့အကုသိုလ်ရဲ့အမြစ်၃မျိုးကိုဖယ်ရှားနိုင်တယ်စိတ်ကိုထိမ့်သိမ်းဆောက်ရှောက်အောင်တဲ့အဲ့ဒါလိုထိမ့်သိမ်းဆောက်ရှောက်လို့ရှိရင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကမောက္ခန္တိမာရဗန္ဒနာမာရဗန္ဒနာကိလေသာရဲ့ထောင်ကြီးတဲ့ဘုန်းကြီးတို့တွေနေကြရတာဟာတဘာဝနဲ့သေချာကြည့်မယ်ဆိုလို့ရှိရင်တန်တရာတိဟုသောထောင်ကြီးထဲမှာနေကြရတာဟုတ်ကဲ့လားသေချာစဉ်းစားကြည့်လွတ်ရမရှိဘူးနော်ဘာဖြစ်လို့လွတ်ရမရှိလဲလို့ဆိုလို့ရှိရင်ဒီထောင်ထဲမှာဘလို့ကျင်လဲနေချရလဲဩမိဘစီကနေပြီးတော့မွေးဖွားလာငယ်ငယ်ရနေမွေးပြီးတော့တဖြည်းဖြည်းအိုးလာပြီးတော့နာပြီးတော့တည်သွားပြန်တည်သွားပြီးဘာလို့ပြန်တော့တစ်ခါပြန်ပြီးတော့တန်တရားထဲမှာပြန်ဖြစ်ပြန်ဖြစ်ရဘဝမှာတစ်ခါအိုးပြန်နဲ့နာပြန်နဲ့တည်ပြန်နဲ့ဟောဒီလိုနဲ့ပဲလှဲ့နေမှာထွက်ပေါက်ကုန်မရှိဘူးလွတ်ရမရှိဘူးအဲ့ဒါဘယ်သူကချုပ်နှောင်ထားတာတော့ဆိုရင်မာရလို့ဆိုတဲ့ကိလေသာချုပ်နှောင်ထားတာနော်အဲ့ဒီကိလေသာတွေရဲ့အချုပ်နှောင်တဲ့ကမလွတ်ဘူးတဲ့လွတ်ချင်လို့ရှိရင်ကိုယ်စိတ်ကလေးကိုထိန်းစိတ်ကိုမထိန်းနိုင်သေးတဲ့မြတ်ဘယ်တော့မှမလွတ်ဘူးဒါတွေလားလို့ဆိုလို့ရှိရင်ဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းသမီးတွေကိုယ်စိတ်ကလေးကိုလောဘဒေါသနဲ့မောဟနဲ့မတွဲရအောင်မထိန်းနိုင်ဘူးဆိုရင်ဒုက္ခတွေနောက်ကလိုက်အောင်လောဘဒေါသမောဟတွေနဲ့မတွဲရအောင်ထိန်းသိမ်းလို့အလောဘအရောဓအမောဟဆိုတဲ့ကုသိုလ်သဘာဝတရားတွေနဲ့တွဲလို့ရှိရင်တော့ချမ်းသာဒုက္ခတွေရနိုင်တယ်။ဒါကြောင့်လို့စိတ်ရဲ့သဘာဝနဲ့ပတ်သက်ပြီးတဲ့ကာလမြတ်စွာဘုရားသခင်ကိုရောမြတ်ကမနောပုဗ္ဗေကဘာဓမ္မမနောတိထမနောမယမနသာစေပတုထေနဘာတတိဝါကရောတိဝါတတောနံဒုက္ခမနွေတိစကံဝဝဟတောပရံစိတ်ရဲ့တဘာဝလေးကိုကြည့်အရာရာကိုစိတ်ကဥဆောင်တယ်ဓမ္မမိမိနဲ့စိတ်နဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့ခံစားမှုစတဲ့စေတသိက်တဘာဝတရားတွေဟာမနောဘဝေကမစိတ်လင်းရှိသွားကောင်းဆောင်ရှိကြပါပေကုန်၏အရာရာမှာစိတ်ကဆောင်နေတယ်ခံစားချက်တွေရဲ့ရှေ့ကစိတ်ရှိတယ်နော်စိတ်ကိုမှီတွယ်ပြီးတော့မှခံစားချက်စတဲ့စေတနာတွေဖြစ်ရတယ်မနောဘဝေကမစိတ်လင်းရှိသွားရှိကြပါပေကုန်၏မနောသေထာစိတ်ဒီဟုသောအကြည်ကဲရှိကြပါပေကုန်မနောမယစိတ်ဖြင့်ပြည်ကြပါပေကုန်ဝါစိတ်ကဖန်တီးထားတဲ့အရာတွေသာဖြစ်ပါပေတော့၏တဘာဝတရားကိုဆင်ញင်စဉ်းစားကြည့်ခံစားချက်စတဲ့တဘာဝတွေလောဘဒေါသမောဟစတဲ့တဘာဝတွေဘယ်သူကရှေ့ဆောင်သွားတော့ဆိုရင်စိတ်ကနေရှေ့ဆောင်သွားတာစိတ်ကနေရှေ့ဆောင်သွားပြီးတော့စိတ်ကြောင့်မို့သူတို့ဖြစ်နေကြရတာအေးအဲ့ဒါလို့ဆိုလို့ရှိရင်ကိုယ့်ရဲ့တဏ္ဍာမှာရှိတဲ့စိတ်ကလေးကိုမကောင်းတာတွေနဲ့မတွဲအောင်ထိန်းလို့မရပေဘူးလားအကယ်၍များမထိန်းဘူးစိတ်ကလေးဟာမကောင်းတဲ့အခြေအနေတွေနဲ့မကောင်းတဲ့စေတသိက်တွေနဲ့ရှင်တွဲသွားလို့ရှိရင်အဲ့ဒီစိတ်ကလေးကိုဗဒုဋ္ဌစိတ်တဲ့ပျက်စီးသွားတဲ့စိတ်လို့ခေါ်တယ်နော်လောဘတွေနဲ့ရှင်တွဲ၍နေမယ်ဒေါသတွေနဲ့ရှင်တွဲ၍နေမယ်မောဟတွေနဲ့ရှင်တွဲ၍နေမယ်အဲ့ဒီစိတ်လေးဟာဗဒုဋ္ဌစိတ်ဒါကြောင့်ဘုလိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကဗဒုဋ္ဌေနလောဘဒေါသမောဟတို့ကြောင့်ပျက်စီး၍သာသောမနတာစိတ်ဖြင့်စေဝတတိဝါအကယ်၍မူလီပြောဆိုလိုက်မယ်ဆိုရင်စေကရောတိဝါအကုန်ရင်တစုံတစ်ခုကိုပြုလိုက်လို့မယ်ဆိုလို့ရှိရင်ဟော
စိတ်ကလေးမှာသူ့ဘာသူသဘာဝအတိုင်းမနေဘဲနဲ့ထိုစိတ်ကလေးဟာအတွေးအကြံတွေရဲ့နောက်လိုက်ပြီးတော့လောဘဖြစ်သွားမယ်လောဘကြောင့်ထိုစိတ်ကလေးဟာညှဉ်းနှွမ်းပြီးတော့ပျက်စီးသွားမယ်ဒေါသနဲ့ရှင်တွဲလိုက်လို့စိတ်ကလေးဟာညှဉ်းနှွမ်းသွားမယ်ဆိုလို့ရှိရင်အဲ့ဒီညှဉ်းနှွမ်းသွားတဲ့ပဋုဋ္ဌစိတ်ကလေးနဲ့ဘာပဲပြောပြောအကောင်းမပြောတော့ဘူးတဲ့နော်အဲ့ဒီလောဘဒေါသနဲ့ရှင်းလာတဲ့စိတ်ကလေးကအဲ့ဒီစိတ်နဲ့စကားပြောပြီးဆိုရင်ဘာတွေပြောတော့ဝစီတုစရိုက်လိန်ပြောမယ်ဟုတ်ကလားမုဒ္ဒဝါဒပိတုနာဝါစာတယောက်နဲ့တယောက်မတည့်အောင်ခုံတိုက်မယ်ဖုသဝါစာနေမယ်ငဆဆဲရင်မယ်တာကပလပအကျိုးမရှိတဲ့စကားတွေပြောဟောဝစီတုစရိုက်တွေလောဘနဲ့တွဲလာပြီးတော့လောဘနဲ့ရှင်တွဲနေတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ဒီဘယ်တော့မှအကောင်မပြောတော့ဟုတ်ကဲ့ဒေါသနဲ့ရှင်တွဲပြီးတော့လာတဲ့ပုဂ္ဂိုလ်ဟာလည်းပြောသမျှစကားဟာဒုစရိုက်ကလွတ်တဲ့စကားမရှိဘူးထို့တူပဲလှုပ်လိုက်လို့ရှိရင်မကောင်းတာပဲလှုပ်တယ်ဒါကြောင့်မလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကပဒုဋ္ဌိနလောဘဒေါသမောဟစသည်ကြောင့်ပျက်စီးနေသောမနသာစိတ်ဖြင့်စေပါတတိဝါအကယ်၍ပြောဆိုမူလီပြောဆိုညစေကရောတိဝါတစုံတစ်ခုကိုမူလီပြုလုပ်ညတတော်ထို့သောပြုလုပ်ပြောဆိုခြင်းကြောင့်နံပုဂ္ဂလံထိုပုဂ္ဂိုလ်တို့ဒုက္ခဆင်းရဲသည့်အနွေတိထက်ချပကွာလိုက်ပါ၍နေလေတော့၏ဟောလောဘစိတ်ဒေါသစိတ်လောဘနဲ့ရှင်တွဲတဲ့စိတ်ဒေါသနဲ့ရှင်တွဲတဲ့စိတ်မောဟနဲ့ရှင်တွဲတဲ့စိတ်ကြောင့်မပြောသင့်တာပြောမိပြီဆိုရင်ထိုပြောမှုကြောင့်ဒုက္ခမရောက်ဘူးလားအေးလောကမှာဒုက္ခရောက်နေတာပါဇက်ကနေမပြောသင့်တာတွေပြောမိလို့ဒုက္ခရောက်တဲ့လူတွေမရှိဘူးလားမရောက်ဘူးလားအေးလောကမှာဒုက္ခရောက်နေတာပါဇက်ကနေမပြောသင့်တာတွေပြောမိလို့ဒုက္ခရောက်တဲ့လူတွေမရှိဘူးလားအများကြီးပဲအဲ့ဒီလူဟာမပြောသင့်တာဘာကြောင့်ပြောလဲဆိုရင်လောဘကြောင့်ပျက်စီးသွားတဲ့စိတ်နဲ့ပြောနော်လောဘကြောင့်ပျက်စီးသွားတဲ့စိတ်ဒေါသကြောင့်ပျက်စီးသွားတဲ့စိတ်မောဟကြောင့်ပျက်စီးသွားတဲ့စိတ်ကလေးနဲ့ပြောလိုက်မယ်ဆိုရင်အကောင်းမပြောပါမပြောကောင်းမပြောသည့်အတွက်ကြောင့်ဒုက္ခတွေတို့ပြောမှုကိုအကြောင်းပြုပြီးတော့ဒုက္ခတွေဖြစ်ရတယ်ဟောလှုပ်တဲ့အခါမှာလည်းပဲထို့တူတယ်မကောင်းတာပဲလုပ်မိတယ်စိတ်ကလေးဟာလောဘဒေါသမောဟကြောင့်ပျက်စီးသွားပြီးထိုစိတ်ကလေးကိုခြေခံပြီးတော့လှုပ်တဲ့မြအလုပ်ဟာလည်းအကောင်းမဖြစ်တော့ဘူးမကောင်းတဲ့အလုပ်လုပ်မိလိုက်လို့ရှိရင်တို့မကောင်းတဲ့အလုပ်ကိုလုပ်ခြင်းကြောင့်ဒုက္ခတွေနောက်ကမဖြစ်လာဘူးလားဖြစ်လာတယ်တဲ့နော်အဲ့ဒါကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကတတော်ထိုပြုလို့ပြောဆိုခြင်းကြောင့်နံပုဂ္ဂလံထိုပုဂ္ဂိုလ်တို့ဒုက္ခဆင်းရဲဒုက္ခအကုသမြသည်ဒီဘဝမှာလည်းဆင်းရဲဒုက္ခဟောဒေါသကြောင့်သူလိန်ပြောမိတယ်ဆိုဟာဒီလူကလူလိန်ပဲဘေးကလူတွေမိတ်ဆွေတငယ်ချင်းတွေကရှောင်ကြဟုတ်ကဲ့ဒီလူကတော့ဘယ်တော့မှမှန်တာမပြောဘူးဒီလူကဘောက်ဓာတွေပြောတယ်စသဖြင့်မိတ်ဆွေတငယ်ချင်းတွေကရှောင်ကြတယ်ဒီလူကအကောင်းမလုပ်ဘူးမကောင်းတာတွေလုပ်တယ်ဆိုမိတ်ဆွေတငယ်ချင်းတွေကရှောင်ကြပတ်ဝန်းကျင်ကလည်းသိလာဟောဒီဘဝတွေမဲ့ကဲ့ရဲ့ပြစ်တင်ခြင်းဆိုတဲ့ဒုက္ခတွေမခံရဘူးလားကဲ့ရဲ့ပြစ်တင်တဲ့ဒုက္ခတွေအမျိုးမျိုးခံရပြီးတော့တမလုံးဘဝရောက်တဲ့အခါကျတော့လေဟောအပင်ငယ်ကြတဲ့အခါမှာကြီးတဲ့ဒုက္ခတစ်ခါခံရဒါကြောင့်မလို့မြတ်စွာဘုရားကမကောင်းတာပြောမိပြီးမကောင်းတာလုပ်လို့ရှိရင်အဲ့ဒီမကောင်းတာပြောခြင်းပြုလုပ်ခြင်းကိုအခြေခံပြီးတော့ဒုက္ခတွေဒီပုဂ္ဂိုလ်ရဲ့နောက်မှာလိုက်နေတယ်ဘယ်လိုလိုက်တယ်လဲလို့ဆိုရင်စက္ကဝဝဟာတော်ဗလားဝဟာတော်လဲမှာကထားတဲ့နွားရဲ့ပဒံခြေရာတို့စက္ကံလဲပြီးကြီးဒီအမေကြီးဤဝါထက်ထမကွာလိုက်ပါနေပြီးတကယ်လို့ဒီလဲမြင်ဘူးကြတယ်မဟုတ်လားနွားဟာလဲမှာကထားလို့ရှိရင်နောက်ကဘိန်းကြီးကတခါပဲလိုက်နေတော့တာပဲနော်ထက်ကြမကွာလဲဘိန်းကြီးလိုက်နေတယ်လို့ပဲတဲ့ဆင်းရဲဒုက္ခဟာနောက်ကနေလိုက်ပြီးတော့နေတယ်ဒုက္ခပေးပြီးတော့လိုက်နေတာအေးအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားတကယ်ကိုရောမြတ်ကမိမိတို့စိတ်ကလေးကိုထိန်းရမယ်ပဋုဋ္ဌမနနဲ့တစုံတစ်ခုကိုပြောမယ်ဆိုမယ်လုပ်တိုင်းမယ်ဆိုလို့ရှိရင်ဆင်းရဲဒုက္ခတွေရလိမ့်မယ်ဘုန်းကြီးတို့မြတ်စွာဘုရားတကယ်ကိုရောမြတ်လက်ထက်တော်အခါကာလတော့ကယဟန်တော်တစ်ပါးဟာဝဲတော်ကရှင်ပါဠလို့ခေါ်တယ်အဲ့ဒီယဟန်တော်တစ်ပါးဟာတတိမျိုးပါပဲအမတန်ချမ်းသာတဲ့လူမျိုးကနေတရားနာရတဲ့အခါကျတော့သာသနာ့ဘောင်ဝင်ရဟန်းခံပြီးတော့တရားဓမ္မကြီးကျယ်ကျုပ်ကိုအားထုတ်
တော်တယ်သွားပြီးတော့အပေါ်ရန်နေနဲ့အားထုတ်ဘလောက်ထိအောင်အားထုတ်တယ်ဇွဲဘလောက်ကောင်းတယ်လဲလို့ဆိုလို့ရှိရင်ထိုင်ခြင်းသွားခြင်းရက်ခြင်းဆိုတဲ့ဣရိယာပုတ်၃ပါးတယ်လျှောင်းခြင်းဆိုတဲ့ဣရိယာပုတ်ပယ်လိုက်သူတသက်တာတရားအားထုတ်နေတဲ့အချိန်တွင်းမှာဘယ်တော့မှကြောခင်းပြီးတော့မအိပ်ဘူးထိုင်ပြီးတော့တရားအားထုတ်မယ်ဉာဏ်လျှောက်ပြီးတော့တရားအားထုတ်ဇွဲကောင်းကောင်းနဲ့တရားအားထုတ်လိုက်တာဘာဖြစ်လာလဲလို့ဆိုလို့ရှိရင်2 လလောက်တရားအားထုတ်လိုက်တဲ့အချိန်မှာမျက်စိယောဂရဘုန်းကြီးတို့ပြောအောင်သားပြောအောင်သမီးတွေစဉ်းစားလိုက်ပဲတရားအားထုတ်လို့မျက်စိယောဂရတယ်လို့ထင်ကောင်းထင်တယ်မဟုတ်ဘူးနော်တရားအားထုတ်လိုက်တဲ့အခါမှာသူမျက်စိယောဂရလာအကြောင်းတရားကဘာလဲလို့ဆိုမအိပ်မနေပဲနဲ့တရားအားထုတ်လာသည့်အတွက်ကြောင့်အတိတ်ဘဝကကျူးလွန်ခဲ့တဲ့ပြစ်မှုဆင်းရဲဒုက္ခကိုပေးဖို့ရောက်ပါတယ်အဲ့ဒါနဲ့မျက်စိယောဂရပြီးတော့နောက်တော့မျက်စိကွယ်သွားတဲ့အဆင့်ရောက်သွားအဲ့ဒီယဟန်တော်ဟာမျက်စိလည်းကွယ်သွားရောကိလေသာအတော်တွေကုန်ပြီးတော့ယဟန်တာဖြစ်သွားတယ်မျက်စိနှစ်ကွယ်အလင်းမရတဲ့အချိန်မှာယဟန်တာကြီးဖြစ်သွားတယ်မျက်စိကွယ်သွားတာရဲ့ယဟန်တာဖြစ်တာရဲ့တစ်ပြိုင်နက်ဖြစ်သွားတယ်နော်အေးယဟန်တာဖြစ်တော့တရားတွေကောင်းရင်တန်တယ်ဘာဖြစ်လို့မျက်စိကွယ်ရတော့ဆိုတော့အတိတ်ဘဝကဆင်းရဲဒုက္ခလိုက်နေပုံကိုဖြစ်တခုသောဘဝမှာသူကဆေးဆရာတတ်ဖြစ်ခဲ့မျက်စိအထူးခုဆရာပေါ့မျက်စိအထူးခုဆရာကအမတန်ကောင်းလာတဲ့အစွမ်းထက်တဲ့မျက်စိနဲ့မျက်စိခုကိုသူဆေးပြောစုံနဲ့ကြီးပါတယ်လှဲပြီးတော့မျက်စိရောက်လာခုရွာတရွာရောက်တဲ့အခါကျတော့အမျိုးသမီးတယောက်ကမျက်စိမကောင်းဘူးမျက်စိမကောင်းတော့အဲ့ဒီအိမ်ရောက်တဲ့အခါကျတော့အဲ့ဒီယောဂအကြောင်းဆွေးနွေးပြီးတော့မျက်စိအထူးခုဆရာကဗာပြောတော့ဆိုလို့ရှိရင်ဒီယောဂဒီမျက်စိကိုကျွန်တော်ရအောင်ခုပြင်မယ်ခုရင်ဆေးဘဝကဘလောက်ပေးမလဲတဲ့စကားပြောတယ်နော်အဲ့ဒါလိုစကားပြောတဲ့အခါကျတော့မျက်စိယောဂဖြစ်နေတဲ့အမျိုးသမီးကဗာပြောတော့ဆိုဆရာရဲ့ပြောင်းအောင်သာခုပါကျမမျက်စိပြောက်လို့ကတော့လူကိုယ်တိုင်ကြုံခံပါမယ်သူကလည်းစကားလုံးကြီးကြီးနဲ့ပြောလိုက်တာပေါ့နော်စကားလွန်အောင်ပြောတာလူကိုယ်တိုင်ကြုံခံပါမယ်မိုက်ဆန်တော့မပြောနဲ့မျက်စိသာပြောက်အောင်ကိုလူကိုယ်တိုင်ကြုံခံမယ်ဆိုတော့ဆေးဆရာကလည်းအေးကောင်းပြီခင်ဗျားစကားဒီစီဆိုပြီးတော့အမတန်အစွမ်းထက်တဲ့မျက်စင်းကိုခတ်လိုက်တဲ့ကတစ်ချိန်ခတ်ရုံနဲ့သူ့မျက်စိယောဂကပျောက်အဲ့ဒါလို့ပျောက်သွားတဲ့အခါကျတော့ထိုအမျိုးသမီးကသူ့စကားနဲ့သူစကားတော်ကြုံဖြစ်ဆိုကြုံဖြစ်ရတော့မှကျတော့သူကြောက်လာတော့ဆေးဆရာနောက်တစ်ခေါက်လာတဲ့အချိန်မျက်စိယောဂအချိန်တွေလာပြီးတော့မေးတဲ့အချိန်ကိုဘာပြောတော့ဆိုရင်ဆရာမျက်စိခတ်လိုက်တဲ့အချိန်ကကျမမျက်စိပိုပြီးတော့ဆိုးသွားပါတယ်ဆိုပြီးတော့အမျိုးသမီးကလည်းလိန်တော့တာနော်ကြုံဖြစ်တော့ပါဘူးအဲ့လိုလိန်တဲ့အခါကျတော့ဆေးဆရာကလည်းသိတယ်ငါ့ကိုဆေးဘဝကမပေးခင်လို့လိန်တာပဲလို့ဆိုပြီးအမတန်မှအစွမ်းထက်လာတဲ့မျက်လုံးကိုကမ်းသွားစေတတ်တဲ့မျက်စင်းတစ်မျိုးကိုခေါ်ဆက်ပြီးထိုအမျိုးသမီးကိုမျက်စိကမ်းအောင်ဆေးခတ်ပေးခဲ့တယ်။ကဲစဉ်းစားကြည့်။ပိုက်ဆံမပေးခြင်းနေသူ့မျက်လုံးတော့ကကမ်းအောင်လုပ်မယ်ဆိုတာပါတော့ဒေါသမဟုတ်လား။ဟုတ်ကဲ့လား။မချေနှက်တာငါ့ကိုပိုက်ဆံမပေးခြင်းလို့ဆေးဘဝကမပေးခြင်းလို့ဒီလိုလိန်တာသူ့တော့ပြီးစေမယ်ဆိုဒေါသဖြစ်တာဟုတ်လား။အေးအဲ့ဒီဒေါသဖြစ်သည့်အလျောက်သူဘာလုပ်လိုက်လဲဆိုရင်မျက်စိကန်းစေတတ်တဲ့ဆေးကိုခတ်ပေးလိုက်တယ်တဲ့ဟောခတ်ပေးလိုက်သည့်အတွက်ကြောင့်ခေါင်းကပြောတဲ့မဒုဋ္ဌေနလောဘဒေါသမောဟတို့ကြောင့်ပျက်စီး၍နေသောမနတစိတ်ဖြင့်ပျက်စီးသွားတဲ့စိတ်နဲ့လောက်တာသူနော်စိတ်ဆိုးစိတ်မိုက်တဲ့စေဘဂတိဝါကဲပြီးပြောဆိုလိုက်မယ်စေကရောဒီဝါအကယ်၍ပြုလုပ်လိုက်မယ်ဆိုလို့ရှိရင်တတော်ထို့သို့ပြုလုပ်ပြောဆိုမှုကြောင့်ဒုက္ခံဆင်းရဲဒုက္ခတွေတိထက်ချပါကွာလိုက်ပါ၍နေလေတော့၏အဲ့ဒီတော့ကမျိုးသမီးတရားကိုမျက်စိကန်းအောင်လုပ်ခဲ့လို့ဘဝပေါင်းများစွာမျက်စိကန်းရဟန္တာဖြစ်တဲ့ဘဝထီအောင်ဟောဒီမျက်စိဝေဒနာဖြစ်တယ်ဘုန်းကြီးတို့တရားချက်ကသူတော်တဲ့ပြိဿတို့လူချင်းတူပေမဲ့လို့လောကမှာမျက်စိယောဂါတွေဖြစ်ကြတယ်သူများတဲ့ပိုးပြီးတော့မျက်စိဒုက္ခရောက်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကအတိတ်ဘဝတုန်းကအခုလိုဒေါသအခြေခံပြီးတော့ပြင်းမှားခဲ့တဲ့အကုသိုလ်တွေရှိကောင်းရှိနိုင်တယ်နော်ဒါကြောင့်မလို့ကိုယ်စိတ်လေးကိုမထိမ့်နဲ့ဘူးလား
အကယ်၍များတော့ပိုက်ဆံမပေးခြင်းနဲ့နေပါစေသူ့မျက်စိတွေကောင်းသွားတယ်ဝမ်းသာတယ်ဆိုတဲ့မေတ္တာကလေးနဲ့ကြားဆိုရင်ဒီလိုဖြစ်ပါမလားမဖြစ်ဘူးပိုက်ဆံမပေးတာမချေနဲ့လို့ဒေါသဖြစ်ပြီးတော့ထို့အမျိုးသမီးကောင်းအောင်လုပ်လိုက်တာအဲ့လိုကောင်းအောင်လုပ်လိုက်တဲ့အခါကျတော့ထို့အမျိုးသမီးယောဂရှင်အမျိုးသမီးမျက်စိကန္တာကတဘွားတယ်ဆေးဆရာမျက်စိကန္တာကဘဝပေါင်းများစွာယဟန္တာဖြစ်သည့်ဘဝတောင်မှမျက်စိနဲ့တွေ့အလင်းမရတဲ့ဘဝဖြစ်သွားတယ်ဟုတ်ကဲ့ဒီဒါကြောင့်မလို့ဒုက္ခဆိုတာအနွေးတိထက်ချက်မကွာဆင်လိုက်လှက်ကထားတဲ့နွားကြီးရဲ့နောက်လှဲပိတ်ကြီးဟာလိမ့်ပြီးတော့နောက်ကနေလိုက်နေတယ်လို့ထိုနွားကြီးဟာရက်လိုက်လှဲပိန်းကပေါင်ကိုကြိတ်မယ်ရှေ့တိုးလို့ရှိရင်ဟုတ်လားတဘိုးကပခုံးကိုကြိတ်တယ်နောက်ဆုတ်လိုက်လို့ရှိရင်လှဲပိန်းကနေပြီးတော့ပေါင်သားကိုကြိတ်ဟောဒုက္ခတွေနဲ့တွေ့ပြီးတော့ဒီလိုလိုက်အဲ့ဒါလိုပဲဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းသမီးတွေလောဘတို့ဒေါသတို့မောဟတို့မိမိတို့တဏ္ဍာမှာမဖြစ်အောင်စိတ်ကိုထိန်းသိမ်းဆောင်ရှောက်ဒါဖြင့်လောဘဒေါသမောဟမဖြစ်အောင်ဆောင်ရှောက်နိုင်တာနိလန်၄တွေရှိတယ်အဲ့ဒီနိလန်၄တွေတွေကိုမှတ်ထားဖို့လိုတယ်ဘုရားမြတ်စွာရဲ့တရားဒေသနာဆိုတာနာယုံနဲ့ကိစ္စမပြီးဘူးနော်ဆေးနဲ့အလားတန်တူတယ်ဆရာဝန်ကယောဂပြောက်ဖို့ဆေးပေးတယ်သို့တော့ခေါင်းအောက်ထားပလင်းလေးကိုခေါင်းရင်းပဲထောင်ထားတယ်ဆေးကြတော့မတောက်ဘူးဆိုရင်ထိုယောဂပြောက်ပါမပြောက်တယ်လို့ပဲဟောဒီတရားနာတော့နာတယ်တရားပွဲတွေပဲဆရာတော်ပဲတရားဟောတယ်ဆိုတော့နာတယ်သို့တော့ကျင့်ရမယ့်နေရာကျတော့မကျင့်ဘူးနာပြီးတော့ပြီးတယ်ဆိုလို့ရှိရင်ခေါင်းရင်းမှာထောင်ထားတဲ့ဆေးစီယောဂကိုမပြောက်စေနိုင်တယ်လို့နာယုံနာတဲ့တရားကြီးယောဂတန်တရားမှာခိလေသာတိဟုသောယောဂကိုပျောက်စေမှာမဟုတ်ဘူးတဲ့နော်ဒါကြောင့်မို့မြတ်စွာဘုရားကပရိယပฏิပတ်ပရိယဆိုတာသင်ရမယ်အခုတရားနာတာကသင်နေတာလို့ခေါ်တယ်ပฏิပတ်ဆိုတာလက်တွေ့ကျင့်သုံးလိုက်နာရမယ်အဲ့တော့ကောင်းပြီမိမိတဏ္ဍာမှာလောဘဒေါသမောဟဆိုတဲ့စိတ်တွေထဲမှာဒါတွေမဖြစ်အောင်ဘာနဲ့တားရမလဲဆိုမြတ်စွာဘုရားကနိလန်၄တွေပေးထားတာရှိတယ်။နံပါတ်1ကဘာလဲလို့ဆိုလို့ရှိရင်နိယမိတာတဲ့စိတ်ရဲ့ဆုံးဖြတ်ချက်တစ်ခုထားရမယ်။စိတ်ကဆုံးဖြတ်ထားရမယ်။ဘယ်လိုဆုံးဖြတ်ရမလဲ။ဒီကနေ့ငါအာယုံမြင်ငါလောဘမဖြစ်စေရဘူး။မကြိုက်တဲ့အာယုံတွေမြင်ရရင်လည်းဒီကနေ့ငါဒေါသမဖြစ်စေရဘူး။ဒိဋ္ဌာရမယ်။ဒါကိုမိမိစိတ်ထဲမှာဆုံးဖြတ်ချက်ချရမယ်လို့ဆိုတယ်။အဲ့ဒါကိုဆုံးဖြတ်ချက်ချပြီးတော့လောဘဒေါသမောဟမဖြစ်အောင်တားပါတဲ့။ဆုံးဖြတ်ပြီးတော့လုပ်လို့ရှိရင်လည်းပဲဒါမဖြစ်ဘူး။ဟုတ်ကဲ့။နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ပရိနာမိတစိတ်ကိုညွတ်ထားတယ်။ဘယ်လိုညွတ်အောင်မလဲ။ဘာအာယုံပဲမြင်လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်မောဟမဖြစ်အောင်ကိုယ့်ကိုယ်အမြဲတမ်းကောင်းတာတွေဒီဖြစ်စေရမယ်လို့စိတ်ကိုအမြဲညွတ်ထားပါအလောဘအရောဓအမောဟဆိုတဲ့ကုသိုလ်တရားတွေဒီဒါဖြစ်စေရမယ်လို့စိတ်ကိုညွတ်ထားပါစိတ်ဆုံးဖြတ်ချက်ချတာကတစ်ခုစိတ်ကိုကိုင်းညွတ်ထားတာကတစ်ခုနောက်တစ်ခုကအလေးချက်လောက်ပါလောဘဖြစ်လာတာနဲ့တပြိုင်နက်ပဲဒေါသဖြစ်လာတာနဲ့တပြိုင်နက်လက်မခံနဲ့လောဘဒေါသမောဟတွေမိမိတဏ္ဍာမှာအလေးအကျင့်ကြီးဖြည့်ပြီးတော့ခဏခဏအဖြစ်မခံရဘူးဖြစ်လာတာနဲ့တပြိုင်နက်ကြိုးစားပြီးတော့ပယ်ရအဲ့ဒါကိုလို့ကြိုးစားပယ်ရှားပြီးတော့ကိုယ်တဏ္ဍာမှာကုသိုလ်စိတ်တွေဖြစ်နေအောင်နှလုံးသွင်းပါတဲ့အမြဲတမ်းလူမြင်လိုက်တာနဲ့တပြိုင်နက်ချမ်းသာပါစေအလေးကျင့်တစ်ခုလောက်အောင်ဒေါသမဝင်နိုင်တော့ဘူးအဲ့ကြတော့နော်အာယုန်တစ်ခုမြင်လိုက်တာနဲ့တပြိုင်နက်အိုးဘယ်အာယုန်များမမြဲပါလားတနေ့ကြလို့ရှိရင်ပျက်စီးယိုယွင်းပါလားဆိုရင်ဒီအသိလေးနဲ့တာအဲ့ဒါကိုလို့တားသွားမယ်ဆိုလို့ရှိရင်လောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးအဲ့တော့နံပါတ်1ကကိုယ်စိတ်ကိုဆုံးဖြတ်ပါတဲ့ဆုံးဖြတ်ချက်နဲ့တားပါနံပါတ်2ကစိတ်ကိုကောင်းတဲ့အာယုန်ဘက်ကိုသာညွတ်ပြီးတော့တားပါတဲ့မြေရမယာအာယုန်ပြုပဲတရားအာယုန်ပြုပဲတန်ခါအာယုန်ပြုပဲကောင်းတဲ့အာယုန်တွေနဲ့တားပါနံပါတ်3ကအလေးအကျင့်တစ်ခုလုပ်ထားပါတဲ့လောဘဒေါသမောဟအကုသိုလ်တွေမဖြစ်အောင်လေးကျင့်လုပ်တာနံပါတ်4ကျတော့အမြဲတမ်းနှလုံးသွင်းနေပါလို့ဆိုကောင်းတဲ့စိတ်တွေမိမိတဏ္ဍာမှာဖြစ်နေတာကိုထိုစိတ်တွေနဲ့ပဲအမြဲတမ်း
ကောင်းအောင်နှလုံးသွင်းနေပါအဲ့ဒီ၄ချက်ရှိလို့ရှိရင်တော့မိမိတို့ရဲ့တဏ္ဍာမှာကုသိုလ်စိတ်ပဲဖြစ်မယ်အကုသိုလ်စိတ်မဖြစ်နိုင်ဘူးတဲ့နော်ကဲကောင်းပြီပဋုဋ္ဌစိတ်တွေဖြစ်လို့ဆင်းရဲဒုက္ခရောက်တယ်တပည့်တော်တို့ပဋုဋ္ဌစိတ်မဖြစ်ဘဲနဲ့အာလောဘအာဒေါသအမောဟတတ္တာစတဲ့ကောင်းတဲ့စိတ်တွေနဲ့ကြည်လင်တဲ့စိတ်ဖြစ်လို့ရှိရင်ရောဘာဖြစ်တယ်လဲမြတ်စွာဘုရားကမနောပဝေကဝဓမ္မမနောတိဋ္ဌမနောမယမနတာစေပသန္တိနဘာတတိဝါကရောတိဝါတတောနံဒုက္ခမနွေတိသာယဝအနပါယိနိဓမ္မခံစားမှုစားတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့သဘာဝတရားတို့ဟာမနောပဝေဝစိတ်ကသာလျှင်ရှေ့သွားဥဆောင်၍နေပါပေတော့၏မနောတိဋ္ဌစိတ်လျင်အကြည်မှုဖြစ်၍တည်ကြပါပေကုန်တော့၏မနောမယစိတ်တိဟုသောတရားကပြုခံ၍နေကြပါပေကုန်တော့၏အရာရာမှာစိတ်ကရှေ့သွားပြီးစိတ်ကဥဆောင်ပြီးတော့နေတယ်ပတ္တနေနာအလောဘအာဒေါသအမောဟဆိုတဲ့ကုသိုလ်စိတ်တရားစိတ်တွေကြောင့်ကြည်လင်၍နေတော့နောက်ကမှစိတ်မကြည်ဘူးဆိုတာဘယ်သူပဲဖြစ်ဖြစ်ငါစိတ်မကြည်ဘူးနော်ဆိုရင်အကုသိုလ်တွေဖြစ်နေတာလို့ပြောလို့မှတ်စိတ်ကြည်နေတဲ့ကုသိုလ်တွေဖြစ်ပတ္တနေနာတတ္တသတဲ့ကုသိုလ်တရားတွေကြောင့်စိတ်ကြည်၍နေတော့မနာသာစိတ်ဖြင့်စေပါသတိဝါကဲ၍ပြောဆိုမှုဤပြောဆို냐စိတ်ကလေးကြည်နေပြီကောင်းတဲ့စိတ်တွေဝင်နေပြီဆိုလို့ရှိရင်ပြောလိုက်တာလည်းအကောင်းပြောတယ်နော်စေကရောဒီဝါကဲ၍မူလီပြုလို့냐လောက်တာဆိုရင်လည်းကောင်းတာတွေပဲလောက်တယ်အခုတရားဝဲလာတာစိတ်ကြည်လို့လာတာလားစိတ်မကြည်လို့လာတာလားစိတ်တည်ကြည်တဏှာကြည်လူသောစေတသာစိတ်မနတာစိတ်ဖြင့်စေဝသတိဝါကဲ၍မူလီပြောဆို냐စေကရောဒီဝါကဲ၍မူလီပြုလို့냐အတော်ထိုကဲ့သို့ပြောဆိုပြုလို့ခြင်းကြောင့်နတ်ပုဂ္ဂလံထိုပုဂ္ဂိုလ်တို့ဒုက္ခံချမ်းသာဒုက္ခအမှုသမျှသည်စိတ်ကြည်နေတဲ့ပုဂ္ဂိုလ်ဟာဘာပြောပြောအပြစ်ကင်းတာပြောတယ်ဘာလို့လို့အပြစ်ကင်းတာတွေလုပ်တယ်ဟောအပြစ်ကင်းတာလုပ်တဲ့ပုဂ္ဂိုလ်တယောက်ဒုက္ခရောက်ပါမလားမရောက်ဘူးတဲ့အပြစ်ကင်းတာလုပ်နေတဲ့အတွက်ကြောင့်တတော်ထူကောင်းတာတွေကိုပြောပြီးတကားလားကောင်းတာတွေကိုလုပ်ခြင်းကြောင့်နံပုဂ္ဂလံထိုပုဂ္ဂိုလ်တို့ဒုက္ခံချမ်းသာဒုက္ခဟုသမျှသည်ဒီဘဝမှာလည်းတော်လိုက်တာစိတ်ကောင်းနှလုံးကောင်းရှိပါပေတယ်နဲ့ချီးမွမ်းခံရနော်ဒီဘဝမှာလည်းလူတကာကချီးမွမ်းလူတကာကချီးညိုနောက်ဘဝရောက်တဲ့အခါမှာလည်းချမ်းသာဒုက္ခရတဲ့ဒုက္ခရှိတဲ့ဘုံဌာနတွေမှာရောက်ရတယ်တဲ့ဒုက္ခနတ်ပြည်ဓမ္မပြည်စတဲ့နောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာဖြစ်အောင်ချမ်းသာဒုက္ခရဒုက္ခချမ်းသာဒုက္ခသည်အတွေ့အထိထက်ကြမကွာလိုက်ပါရဲ့နေလေတော့၏ယထာကေဝေတို့ဤဟူကသာယဝအနပါယိနိသာယမိမိရဲ့ကိုယ်ကထွက်ပေါ်လာတဲ့အရေးဟာအနပါယိနိဝဘေခာမမိမိကိုဖဲခွာ၍စွန့်ပယ်၍မထားနေတဲ့ကဲ့သို့ဒုက္ခချမ်းသာဒုက္ခဟူသမျှသည်အတွေ့အထိထက်ကြမကွာလိုက်ပါရဲ့နေလေတော့၏ဣတိတောကဝါရှိဘုရားသခင်ရှင်တော်မြတ်ဖရာသည်ဟောစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းဒါကြောင့်မို့လို့အရာရာကစိတ်ကဥဆောင်ကြည်လင်တဲ့စိတ်ကလေးနဲ့ဘာလို့လို့ကောင်းတာတွေဖြစ်တယ်ဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကအမျိုးကောင်းသားလေးတယောက်သူကအမတန်ချမ်းသာတဲ့တထေးသားပဲသို့တော်သူ့အဖေကကတ်စင်းနေသိပြီးတော့နှမျောတဲ့လူကြီးဘယ်သူမှမပေးဘူးဒါကြောင့်မို့သူ့ကိုဘယ်သူမှမပေးသည့်အတွက်ကြောင့်အတ္တိဏပုပ္ပကလို့နာမည်တက်ထားကြတယ်ဘယ်သူကိုမှဘာမှပေးလို့မရှိတဲ့ပုဂ္ဂိုလ်နော်နှမျောလိုက်တာတော့ဘယ်လောက်ထိနှမျောတော့တနေ့ကျတော့သူ့သားလေးကလည်းတယောက်တည်းရှိတယ်အဲ့ဒီသားကလေးကိုတော့တသားဆင်ပေးခြင်းပါရဲ့ဆင်ပေးပြီမဲ့လို့ပဒိဆရာကိုအပ်ပြီးတော့လှပ်ပါတဲ့လက်ဝတ်တန်းစာလေးလုပ်ရင်ပတ်စံကုန်ပါဆိုလို့သူ့ဘာသူတတ်တဲ့ပညာလေးနဲ့လုပ်ပြီးနှတောင်းကိုလည်းစင်းလုံးကျော်ရွှေတုံးကြီးလုပ်ပြီးနှတောင်းပန်ပေးထားတယ်ဒါကြောင့်မလို့အဲ့ဒီကလေးလေးကိုစင်းလုံးကျော်နှတောင်းကြီးဟုတ်လားသူများလို့လှလှပပပုံတန်တာမဟုတ်ဘူးရွှေချောင်းကိုလိပ်ပြီးတော့ထားတဲ့စင်းလုံးကျော်နှတောင်းပန်ထားလို့မထကုံတလီလို့ဒီလိုခေါ်တယ်အဲ့ဒီဒါလောက်နှမျောတဲ့တစ်ချိန်ဟာဒီနေ့ကျတော့တဥရီတော်သားလေး16နှစ်အရွယ်ရောက်တဲ့အခါယောဂဖြစ်အခုခေတ်ဆိုလို့ရှိရင်ဘာယောဂလဲဆိုသူက jaundice လို့ခေါ်တဲ့ပါတယ်ဒီ
အတဝါအသေးရောင်ယောဂမျိုးဖြစ်တယ်နော်အတဝါယောဂဖြစ်တယ်အတဝါအသေးရောင်ယောဂဖြစ်တာကိုဆရာဝန်တွေဆေးသမားတွေခေါ်ပြီးတော့ဆေးပွင့်ပတ်စံကုန်မှာနှမျောဒီအတွက်ကြောင့်ဒီယောဂဘာနဲ့ပျောက်တော့ဆေးဆရာတွေကောင်းပြီးတော့ဆေးဆရာတွေကလည်းတောင်းရောင်ပြောကြတာပေါ့ဆေးပြီးတို့တွေပေးဆေးပြီးတို့တွေပေးတော့အဲ့ဒါတွေနဲ့တက်ယောဂကတဖြည်းဖြည်းပြင်းထန်လာခုလို့မရတဲ့အခြေအနေရောက်အဲ့ကြတော့မှဆေးဆရာပဲပြီးတော့ဆေးဆရာတွေကဘယ်သူမှလက်မခံတော့ဘယ်သူကမှတောင်းယူမခုတော့နောက်ဆုံးမှဒီကလေးလေးဟာရေတိမ်နစ်ပြီးတော့တရားမဲ့အခြေအနေမျိုးရောက်သွားတယ်နော်အဲ့လိုတရားမဲ့အခြေအနေရောက်တော့လေဒီလူကြီးကဘလောက်နှမျောတယ်လဲလို့ဆိုလို့ရှိရင်သူကတထေးဆိုတော့လူတွေကတော့တထေးအိမ်ဆိုတော့လာခြင်းညမှာပေါ့လေဒီကလေးလေးနေမကောင်းတာလာမေးတဲ့အခါကျတော့သူ့ပစ္စည်းတွေလူမြင်မှာဆိုလို့ပဲဒီကလေးအိတ်အပြင်ထောက်တာအဲ့ဒီအချိန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီကလေးရဲ့အခြေအနေကိုမဟာကရုဏာဘုရားဘကထားတဲ့အခါမြင်တော့မြတ်စွာဘုရားကနန္ဒမောတအလင်းရောက်လို့သံဃာတော်တွေခြံရံပြီးတော့ထိုအိမ်ရှိရာလမ်းမဘက်ကိုဆောင်းကန်ကြတော့ဒီကလေးလေးဟာယောဂဝေဒနာတွေကနှိမ့်ဆက်ကြတော့မိန်မောပြီးတော့အိမ်ဘက်လှည့်ပြီးစောင်းရက်လေးအိတ်မြတ်စွာဘုရားကဘုရားဘက်ကိုမကြည့်တော့ရောင်ကြည့်တော့လွတ်လိုက်တော့အလင်းရောင်ဝိုးကနေဝင်းကနေသူ့မျက်စိထဲမှာမြင်လိုက်တော့လှည့်ပြီးတော့ကြည့်တဲ့အခါဘုရားနဲ့သံဃာတွေကိုသူဖူးတွေ့လိုက်ရတယ်ဖူးတွေ့လိုက်ရတာနဲ့လက်အုပ်ကလေးပဲခြိနိုင်တယ်သူဘာမှမလုပ်နိုင်တော့နော်ခြိနူးတဲ့စိတ်ကလေးနဲ့အော်ဘုရားမိုးကြီးတဲ့သံဃာတော်တွေကြွလာတယ်လှူကျင်လိုက်တာဒါပေမဲ့ငါမထနိုင်တော့ဘူးဆိုပြီးတော့လက်အုပ်ကလေးနှစ်ဖက်ရှက်လိုက်ရင်းကနေမျက်လုံးလေးပိတ်ပြီးတော့သုတိစိတ်ကြပါတယ်အဲ့ဒီကလေးအဲ့လိုသေသွားတဲ့အခါဘာသွားဖြစ်တော့ဆိုတာဝရိန္ဒနတ်ပြည်မှာနတ်သားသွားဖြစ်တယ်ဟောကြီးညိုစိတ်ကလေးဘယ်တော့တန်မိုးရှိတယ်မိနစ်ပိုင်းစက္ကန့်ပိုင်းကလေးမှာဖြစ်တဲ့ကြီးညိုစိတ်နော်အဲ့ဒါကိုပြောတာပတ္တနာစိတ်ကကြီးညိုတဲ့စိတ်ပတ္တနေနာတတ္တာတို့အာလောဘတို့အမောဟတို့အာဒေါသအလောဘအမောဟဆိုတဲ့ကုသိုလ်တရားတွေနဲ့ကြည်လင်ဖြစ်နေတော့မနတာစိတ်ဖြင့်စေဘာတတိဝါအကယ်၍ပြောဆိုမူလီပြောဆိုညစေတော်ဒီဝါအကယ်၍မူလီပြုလို့ညစိတ်ကလေးကကြည်နူးနေတဲ့အခါမြတ်စွာဘုရားကိုလက်အုပ်ချီလိုက်တယ်အကယ်၍များစိတ်မကြည်နူးဘူးဆိုလက်အုပ်ချီပါမလားမချီဘူးဆဲတောင်ဆဲခြင်းဆဲလိုက်တယ်ဟုတ်ကဲ့လားမကြည်နူးတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဘုရားတော်ဂိုင်းနဲ့ပေါက်တာတွေရှိတယ်ပေါ့လားစိတ်ကလေးကြည်နူးနေသည့်အတွက်ကြောင့်လက်အုပ်ကလေးရှက်လိုက်တဲ့အချိန်လေးမှာမျက်လုံးလေးနှလုံးပိတ်ပြီးတော့သုတိစိတ်ချပါဟောတတော်ထိုရဲ့တို့လက်အုပ်ကလေးခြိလိုက်ရတဲ့ကုသိုလ်ရဲ့ဆွမ်းအားကြောင့်နံပုဂ္ဂလံထုမထကုဏလီဆိုတဲ့အမျိုးကောင်းသားရဲ့နောက်ဘုဒုက္ခနတ်စည်းစိမ်ဆိုတဲ့ချမ်းသာဒုက္ခတွေအနွေတိလိုက်ပါ၍သွားလေတော့၏ဟောစိတ်ကလေးရဲ့လောက်တန်မိုးရှိတယ်နော်အဲ့ဒါကြောင့်မလို့ဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းသမီးတွေပဋုဋ္ဌစိတ်ဆိုတဲ့စိတ်မိမိတို့တဏ္ဍာမှာမဖြစ်အောင်ဒါပတ္တနာစိတ်ဆိုတဲ့ကုသိုလ်စိတ်တွေမိမိတို့တဏ္ဍာမှာဖြစ်နေအောင်ထိမ့်သိမ့်ပါတဲ့အဲ့ဒီလိုမှမထိမ့်သိမ့်နိုင်ဘူးဆိုရင်ပဋုဋ္ဌစိတ်တွေဖြစ်ပြီးပဋုဋ္ဌစိတ်နဲ့သိမဲ့ဆိုရင်အပေငရဲသိချာနော်ဒီဒါကြောင့်မလို့ပတ္တနာစိတ်မိမိရဲ့တဏ္ဍာမှာဖြစ်နေအောင်စိတ်ကနေပြီးတော့လောကကြီးကိုဆောင်းနေတာဖြစ်သောကြောင့်မိမိတို့ရဲ့စိတ်ကလေးကိုအစဉ်သာဝရကြည်လင်ကြည်စကားလာနေအောင်လုပ်ကြရလိမ့်မယ်။ရေစိတ်တံတန်ရဲ့မေတ္တာတိမောက္ခန္တိမာရဗန္ဒနာရေခြင်းပုဂ္ဂိုလ်တို့သည်စိတ်တံမိမိရဲ့စိတ်ကိုနိုင်မယ်။တန်တိလောဘဒေါသမောဟတွေနဲ့ကျွဲ၍မသွားရနေအောင်ထိမ့်သိမ်းဆောင်စည်းနိုင်ကြပေတော်လည်းတတ်။ဒေထုမိမိတို့စိတ်ကိုထိမ့်သိမ်းဆောက်ရှောက်နိုင်တဲ့ပုဂ္ဂိုလ်တို့သည်မာရဗန္ဒနာကိလေသာတိဟုသောမမရဲ့အနောက်ဘက်လို့ဆိုတဲ့တန်တရားကိုဆင်းရဲမှမောက္ခန္တိဘုရားပိုင်ပိုင်လွတ်မြောက်နိုင်ကြပေကုန်လည်းညီဟု၍ဘဂဝါရှိဘုန်းတော်သခင်ရှင်တော်မြတ်မယားသည်ဟောစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေသတည်းစိတ်တလုံးပိုင်ရင်နိဗ္ဗာန်ရတယ်တဲ့ဒါကြောင့်မလို့တရားချက်ခင်တော်တဲ့ပြိဿတွေမိမိငွေရပါဖြစ်တဲ့စိတ်ကလေးကိုလောဘဒေါသမောဟတွေနဲ့မတွဲစေပဲနဲ့အလောဘအလောဘအမောဟဆိုတဲ့ကောင်းတဲ့သဘာဝတွေနဲ့တွဲအောင်အမြဲတမ်းတတိထားပြီးတော့ကြိုးစားကြင်ကြံနိုင်ကြပါစေကုန်သတည်း
ကဲမေတ္တာဘာဝနာပွားပြီးတရားဝဲသိရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးပါးဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးပါးဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြပါစေဓမ္မောသတံပိဝိတဝါနဝိတာတဗ္ဗေသရုဟတံအသရမရာတိတိဘာဝောနိဗ္ဗာနံယတုတရောဓမ္မောသရံလောဘဒေါသမောဟစိတ်ကြောင့်ပြပြောက်ခြင်းတရားစေကိုဒီဝိတဝဝတ္တရွှင်ပြတောက်ကြရကုန်သောကြောင့်ဝိသာတဗ္ဗေပုစာညစ်နှောက်ကိလေသာအစိတ်အတောက်သူတို့များတို့သည်သဗ္ဗဟတာပိဉ္စဘက်တွင်ရေပတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရအောင်ပဲဖြောင်းအပ်ကုန်သည်ဟောတုစစ်စစ်မသိဖြစ်ကြပါစေကုန်လေအသရမရအိုခြင်းလဲကွာနာခြင်းလဲကင်းသိခြင်းလဲရှင်းထသောဒီဒီဝဝံကိလေသာဟုအပုခတ်သိင်ကိဉ္စရာအစီဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုသောဤမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာဉ်သူတော်ရှင်များတို့သည်ဉာဏ်တူပါရမီအစစ်စစ်မြင့်တယ်မြည်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်တည်း